စားလို့ရပါပြီဟုတ်ကဲ့ကျွန်တော်ဆက်ကြည့်လိုက်မယ်နော် streaming လေးစပါမယ်စပါပြီ live streaming ရတော့ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့အရင်ဆုံးတယောက်နဲ့တယောက်အရင်ဆုံးမိတ်ဆက်လိုက်ပါပေါ့နော်ဟုတ်ကျွန်တော်ကတော့တက်အောင်ဆိုပါပေါ့နော် MM project က founder ပါဟုတ်ဒီတက်ချက်လောက်မိတ်ဆက်ပေးပါကျွန်တော်ကတော့ ဟိန်းနဲ့ကျော်ပါဖြစ်ပါတယ်ကျွန်တော်ကတော့ MM project မှာ head of design အနေနဲ့လုပ်နေပါတယ်ဟုတ်ကိုစင်ဘိုတစ်ချက်လောက်မိတ်ဆက်ပေးပါဦးဗျဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့စင်ဘိုပါပဲဒါပေမဲ့ကျွန်တော်ပေါ့ graphic designer ပေါ့နော်ဘလောဆယ်တော့freelance လုပ်နေတယ်ပေါ့နော် freelance လုပ်ရင်းနဲ့အဲ့ typeface တွေဖန်တီးတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ပေါ့နော်ကျွန်တော်ဒီကအကိုမေးချင်တဲ့ဟာကြတော့ဒီကျွန်တော် typeface တွေမှာမြန်မာဆက်ဆက် typeface တွေနဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်အကိုအနေနဲ့တော်တော်များများကို project တွေတော်တော်များများလုပ်ခဲ့ရတွေ့ရတယ်ပေါ့နော်တွေ့ရတယ်ဆိုတော့ကျွန်တော် graphic designer တွေမှာကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ normal way ဆိုရင်ကျွန်တော် graphic design ဆွဲတယ်ပြီးရင်ကျွန်တော်တို့ motion တွေပါလုပ်တယ် 3D တွေပဲသွားရတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အကိုကဘာလို့ဒီ typeface လုပ်တဲ့ဘက်ကိုရောက်သွားလဲပေါ့နော်အဲ့တော့အဲ့ဟာလေးကိုအကိုရဲ့ history လေးနဲ့တစ်ချက်လောက်ကျွန်တော်ရှင်းပြပေးပါအောင်ဗျဟုတ်ဒီ freelance လုပ်တဲ့နောက်ပိုင်းမှာလုပ်တဲ့ဒီ covid နောက်ပိုင်းမှာလုပ်တဲ့နည်းနည်းပါတယ်ခါကျကျွန်တော်အဲ့မှာ YouTube မှာဒီ typography တွေအကြောင်းကြည့်ရင်းနဲ့ဒီ font လုပ်တဲ့ဟာသွားတွေ့တာပေါ့နော်သူကတော့ဒီ Illustrator မှာ add-on လေးနဲ့ရေးတာပေါ့နော်အဲကျွန်တော် Illustrator မှာလည်းဖြစ်တော့အဲ့လောက်လွယ်တာပေါ့ဒီရေးကြည့်မယ်ဆိုပြီးတော့စာနာဒါပေမဲ့သူရဲ့ add-on က paid version ဖြစ်နေတာကျွန်တော်အဲ့ free version တွေပါရှာရင်းနဲ့အဲ့စပြီးရေးပြသွားပါဘောနော်ဒီ font photo ဘာလို့ ਨੇ စပြီးရေးတာပေါ့နော်စတော့အဲ့လိုမျိုးကြီးfont ကြီးပဲဖန်တီးဖို့တော့ရည်ရွယ်ချက်တော့မရှိဘူးအဲ့လိုရေးနေနေမှကျွန်တော်တင်လိုက်တဲ့အခါကျတော့တော်တော်များများ appreciate ဖြစ်တယ်ပေါ့နော်လက်ခံကြတယ်အဲ့တော့ပြန်စဉ်းစားကြည့်ရတဲ့ဟုတ်တယ်ပေါ့နော်တိုက်တစ်တွေထွက်တာကြာပြီပေါ့နော်ဒီ WR house ကိုနောက်ပိုင်းမှာထွက်တယ်ပေါ့နော်လူလူကျဲတယ်လေးဖြစ်နေတာဆိုတော့အဲ့ဒါလေးပဲတစ်ချက်ထပ်ပြီးတော့ပို့ပြီးတော့လေးလာလိုက်တာပေါ့နော်အဲ့လိုကနေပြီးတော့ဘူးလို့ပေရှာလုတ်ဖြစ်သွားတာဟုတ်အဲ့တော့အကိုအနေနဲ့ပေါ့နော်မေးခွန်းကတော့လည်းမြန်မာကားတော့ဆန်တယ်ပေါ့နော်ဘယ်လိုမေးခွန်းလဲဆိုတော့အကိုအနေနဲ့စလုပ်တော့ဘယ်လိုမျိုးအတွေ့အကြုံတွေရောအကိုအနေနဲ့အခက်အခဲတွေအတွေ့အကြုံတွေရောဘယ်လိုမျိုးကြုံခဲ့လဲဗျာခက်ခဲတော့အဓိကတော့မြန်မာကခက်ခဲပေါ့ဘာလို့လဲဆိုတော့မြန်မာဒီဇိုင်းဖြစ်တဲ့အတွက် reference ရှာလို့မရဘူးတူတူတွေကြည့်လို့မရဘူးonline မှာရှာဖို့ခက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီအင်္ဂလိပ်ဂျူတိုတွေကိုကြည့်ပြီးမြန်မာမှုပြီးသွားတာဒါပါပဲအဲ့တော့ဒီအဓိကတော့ font software ပေါ့ဆိုတော့ကျွန်တော်အစဖြစ်တဲ့ဒီ font photo တွေရလေးလာတယ်သူသွားတဲ့ပုံစံတွေပေါ့နော်သူကဒီကျွန်တော် Adobe နဲ့ချိန်ပြီးသွားတာဆိုတော့ Illustrator နဲ့ကျွန်တော်ကဆွဲတာကတော့ designer တွေဖြစ်တဲ့အတွက်အရင်တော့မစိမ့်ဘူး design ဆွဲတာအဲ့တော့ဒီ font software ကိုပဲပြီးသားလေးလာတာပေါ့နော်လေးလာပြီးတော့အင်္ဂလိပ်စလုံးတွေထားသူတွေကြည့်ပြီးတော့ကျွန်တော်မြန်မာသားဆိုဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါလုပ်တာပေါ့နော်အဓိကတော့ဒီမြန်မာ font မှာဆိုရင်ကျွန်တော်ဝင်စနစ်နဲ့စရေးတာဆိုတော့ဒီ Sona WR House တို့ဘာတို့ reference ယူပြီးတော့လေးလာတာပေါ့နော်သူအဲ့ဟာရဲ့ Sona tutorial တွေအင်္ဂလိပ် tutorial ပေါင်းပြီးတော့ကျွန်တော်ရေးတာပေါ့နော်စအဲ့တော့အကိုအနေနဲ့ဒီ typeface တွေပြုလုပ်တဲ့အခါမှာရောခုနကျွန်တော်အကိုအဓိက mainly ပြောရပါလဲဆိုမြန်မာဟာလေးတွေအဓိကလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့အကိုအနေနဲ့ခုနအဓိကပိုသိချင်ပါပါလဲဆိုတော့အင်္ဂလိပ် font တွေ tutorial တွေကိုလွယ်ကူလိုက်လို့ရရတာနဲ့ဘာကြောင့်မလို့မြန်မာကိုသိသိချာချာဒီလိုမျိုးလုပ်ဖြစ်မယ်လို့စဉ်းစားမိပါတယ်ပေါ့နော်ဒီ idea ကိုပေါ့နော်မြန်မာဘာလို့လုပ်ဖြစ်လဲဆိုတော့ကျွန်တော်ကအမြဲတမ်းမြန်မာမှုပြုတယ်ဆိုတော့ဒီ better illustration တွေပါစဆွဲတွေကဒီအင်္ဂလိပ်ဂျူရိုတွေကြည့်ပြီးဒီမြန်မာအစာအုပ်တွေပါအဲ့လိုမျိုးတွေကိုပဲတန်းဆွဲတယ်ပေါ့နော်ကျွန်တော်အကျင့်အဲ့တော့ဒီ typeface မှာလည်းအဲ့လိုပဲအင်္ဂလိပ်ပေါက်နေရရိုက်တယ်လို့မကောဘူးပေါ့အများကြီးပဲအဲ့မြန်မာအဓိကတော့ကိုမြန်မာမှုပဲလှုပ်ရှင်တာပေါ့အဲ့တော့မြန်မာဖောင်းနေပဲတားပြီးတာခုဒီတောင်ကျွန်တော်အင်္ဂလိပ်ဖောင်းနေအများကြီးမရေးဘူးသေးဘူးမြန်မာဝယ်အဓိကအဲ့လိုမျိုးလုပ်ဖြစ်နေဟုတ်အဲ့တော့ဟိုပါပေါ့နော်ကိုစင်ဘိုအနေနဲ့ဒီမြန်မာဖောင်းပြုတ်လုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးစေချင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်မေးမှာတော့ဗာလဲဆိုတော့ကိုစင်ဘိုအနေနဲ့မြန်မာဖောင်းလုပ်တဲ့အခါမှာဘယ်လို software တွေကိုအဓိကသုံးပြီးတော့လုပ်လို့ရှိတယ်ပေါ့နော်ဟုတ်ဒီကတော့စောနာပြောလို့ basic ကျွန်တော် join ကျင်တဲ့ပါ Adobe Illustrator join တဲ့အတွက်ဒီသူကအဓိက font software တွေကဒီ
beta ကို support ပေးတယ်ပေါ့နော်ဒီ beta format ကို support ပေးတယ်ဒီ SVG တို့ပါတော့ပေါ့နော်အဲ့တော့ကျွန်တော်က AI မှာဆွဲတာလည်းပုံများတယ်ပေါ့နော် AI မှာစဆွဲတယ်ဒါပေမဲ့ဒီ font ဖြစ်အောင်လုပ်တဲ့အပိုင်းကျတော့ font software တွေတော့ပေါ့နော်အဲ့မှာဆိုရင်ဒီ free ရတာတော့ဒီ font ကိုကတော့ free ရတယ်ဒီနောက်ပိုင်းအဲ့ပိုကောင်းတာတွေကတော့ဒီ font let တို့ကတော့ကောင်းတယ်ပေါ့နော်ဒီ clip တို့ပါတော့လည်း map မှာဆိုရင်ကောင်းတယ်ပေါ့နော်အဲ့ကောင်တွေသုံးနိုင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့အဓိကဒီဖောက်နေတဲ့မှာဒီလိုမြန်မာဆန်ဆန်နဲ့ဖောက်လှလာလေးတွေကိုစင်ပိုရှိကအများဆုံးထွက်တာတွေ့ရတယ်ပေါ့နော်အခုကျွန်တော်ကြည့်လိုက်တာပါဆိုကာတွန်းဖောက်လေးဆိုတော်တော်များများစိတ်ဝင်စားရပေါ့နော်ဒါကျွန်တော် MM project ကလည်းဝယ်ထားရပေါ့နော်ကိုစင်ပိုရှိကနေအဲ့တော့ဒီလိုမျိုးဖောက်အလန်းလေးတွေရအောင်ဘယ်လိုမျိုး technique တွေသုံးပြီးတော့ဆွဲပြစ်လဲဗျာကိုစင်ပိုအနေနဲ့အဓိကတော့မြန်မာဖောက်နေမှာတော့လောက်စရာတွေအများကြီးရှိသေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ထွက်တာလည်းနည်းသေးတယ်ဆိုတော့ပြောဒီ basic shape တွေကလောက်ပဲရှိသေးတယ်ပေါ့နော်ဒီဘက်ဒီဆိုတော့ပြောလို့ဒီ wing kit မှာလောက်ကဖောင်းနေပဲ design တွေပဲစုံတာပေါ့နော်အဲ့နောက်ကိုထွက်လာတဲ့ဖောင်း design မျိုးစားတွေအများကြီးရှိရပါတော့အဲ့လိုမျိုးတွေကျတော့မြန်မာမှာမရှိသေးဘူးပေါ့အဲ့တော့ဒီအင်္ဂလိပ်ဖောင်းတွေကနေပြီးတော့နောက်ထွက်လာတဲ့နဲ့ modern ဖြစ်တဲ့ဟာတွေကို reference ယူတယ်လေ့လာတယ်ပေါ့နော်အဓိကတော့အဲ့ဒါတွေလုပ်တယ်နောက်ပြီးတော့ဒီ design နဲ့ပဲမှာလိုအပ်မှခင်နေတဲ့ဟာတွေပေါ့နော်ဟောလို့ဆိုတော့ဒီzona square တို့ strong တို့ဒီရိုးရိုးအဝိုင်းတော့ရှိတယ်ပေါ့နော်အဲ display font အနေနဲ့နယ်ပယ်တွေ show zona ဒီ cartoon font တို့ပါလို့ဆိုရင်အဲ့လိုမျိုးပေါ့ဒီ cake တွေပါတွေအဲ့လိုဒီကလေးနဲ့ပတ်သက်တဲ့နေရာတွေမှာသုံးလို့ရတယ်ပေါ့အဲ့လိုနယ်ပယ်တွေနဲ့လိုက်ပြီးတော့အခုကတော့ကြားပေးပြီးတော့ရေးပြတာပေါ့နော်ဟုတ်အဲ့တော့ကိုစင်ဘိုအနေနဲ့ဟောပါတော့ font ဒီသုံးတဲ့ technique ကိုစင်ဘိုအနေနဲ့ technique တွေရှိရင်လေကျွန်တော်တို့တစ်ချက်လောက် share လုပ်ပြီးတော့ရှင်းပြပေးပါအောင်ဗျကိုစင်ဘိုခုနနှုတ်နဲ့ထုတ်ထားတဲ့ဟာတွေရှိရင်ကျွန်တော်တို့တစ်ချက်လောက်ရှင်းပြပေးပါအောင်ဗျဟုတ်ဟုတ်အဲ့ကျွန်တော်ဟို screen share လိုက်ပါနော်ဟုတ်ကဲ့ပါဗျဟုတ်ကျွန်တော်တို့ဟိုကိုစင်ဘိုမေးချင်တဲ့မေးခွန်းတွေရှိရင်ကျွန်တော်တို့ comment မှာမေးထားလို့ရပါတယ်ဗျအဲ့တော့ဒီ live ကြည့်နေတဲ့လူတွေတွေကမှကိုစင်ဘိုကိုဒီမေးချင်တဲ့မေးခွန်းတွေရှိရင်သိချင်တဲ့ဟာတွေရှိရင်ကျွန်တော်တို့ comment ထဲမှာအကုန်လုံးမေးထားလို့ရပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ဒီ webinar ရဲ့နောက်ဆုံးပိုင်းမှာအမေးဖြေခန်းတာလေးမှာအားလုံးပြန်ပြီးမေးပြပါမယ်မြင်ရလားဟုတ်မြင်ရပါတယ်ဒါကတော့ကျွန်တော်ပုံမှန်ဖောင်ရေးတဲ့အဆင့်တွေကတော့ကြားဖြင့်ပေါ်လောက်ရှိတယ်ပေါ့နော်6ဆင့်လောက်ရှိ5ဆင့်6ဆင့်လောက်ရှိပြီပေါ့နော်ဒါပေမဲ့အဲ့ဒါတွေပြောရင်တော့2နာရီလောက်ကြာသွားတယ်ခင်ဗျာအဲ့ဒါကြတော့ကျွန်တော်အဲ့ဒီအခြေခံအဆင့်2ဆင့်လောက်ပဲကျွန်တော်ပြောသွားမယ်ပေါ့နော်ဒီကဘာလဲဆိုတော့ဒီစလုံးတွေ design လုပ်တဲ့အပိုင်းရယ်နောက်ပြီးတော့အဲ့ဒါတွေကိုဖောင်ပြအောင်လုပ်တဲ့အပိုင်းရယ်ပေါ့နော်အဲ့နှစ်ပိုင်းထဲမှာဆိုရင်ပထမဆုံးကျွန်တော်တို့စရအောင် sketch တွေကစအောင်ပေါ့နော် sketch တွေမှာကျွန်တော်ဒီ digital sketch ရှိမယ်နောက်ဒီ hand sketch ရှိမယ်ပေါ့နော်ကျွန်တော်ကတော့ form ပုံမူတည်ပြီးတော့အများကြီး digital sketch တွေလည်းလုပ်တယ် hand sketch တွေလည်းတက်နိုင်တော့လုပ်တယ်ပေါ့နော်။မှဒီအောင် typewriter လို့ form မျိုးဆိုရင်ကျွန်တော် brush တွေနဲ့ရေးတာဖြစ်တယ်ဆိုတော့ AI မှာပဲတန်းရေးတယ်ပေါ့နော်။ဒီပုံတွေကနေ reference ယူပြီးတော့ဒီ cartoon တို့လက်ရေးတို့လို့ကျတော့ကျွန်တော် hand sketch တွေကနေပြီးတော့ပြန်ယူတယ်ပေါ့နော်။အဲ့တော့ရေးချင်တဲ့လူတွေနဲ့ဘာတွေစရေးရမလဲဆိုလို့ရှိရင်ဒီမှာရှေ့ကအခရာတွေစရေးရမှာပေါ့နော်ဒီအနည်းဆုံးတော့ကျွန်တော်ပြန်မြအလုံး80လောက်စရေးရမှာပေါ့နော်အဲ့ဟာပေါ့နော်ကာကြီးကနေအာဒီနောက်ပြီးရင်ဒီနိုင်ရွေ၎င်းဤကိုပြီးရင်ဒီရပင်ဟိုဆွဲဟာတိုးနောက်ပြီးခနန်းနေပေါ့နော်ပြီးရင်ဒီသူ့ရဲ့ပြောင်းသွားမယ်ရပင်ရဲ့ပြက်တွေနောက်ဒီတချောင်းငယ်အတိုးရှိပြောင်းလာတွေပေါ့နော်ဒီဟာတွေကိုအရင်ကျွန်တော်တို့ရေးရမှာပေါ့နော်ဒါ font design ဘိုင်းကတော့ဒါdesigner တွေတော့စဖန်တီးတွေကတော့စိတ်ကြိုက်ဖန်တီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဟိုစဆန်းကျင်နေဆိုရင်တော့ရိုးရိုးရှင်းရှင်းလေးကစသေးခြင်းတယ်ပေါ့နော်ကျွန်တော်ဒီရိုးရိုး stroke တွေနဲ့ဆွဲတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်လက်ရေးပဲဖြစ်ဖြစ်ပေါ့နော်လက်ရေးဆိုလည်းရိုးရိုးရှင်းရှင်းပေါ့နော်နည်းနည်းကနုတ်တွေပါအဲ့လိုမျိုးပေါ့ကွန်နာရပါမပါတင်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဖောင်းလုပ်တဲ့အပိုင်းမှာကျတော့ခတ်သွားမှာဆိုတော့ပေါ့နော်စလုပ်ရှင်တော့အဲ့လိုလေးလုပ်ကြည့်ပေါ့နော်အရင်ဆုံးဒီ beta format နဲ့ပေါ့ဆောနာပြောဆိုကျွန်တော် AI မှာဆွဲရတယ်ပေါ့နော်ကျွန်တော်ဆိုရင်တော့အဲ့တော့ AI မှာ beta format နဲ့ဒီရှေ့ကန်အခရာတွေကိုပြင်ရေးကြည့်ပေါ့နော်အဲ့ကာကြီးကနေအားဒီရေးနိုင်တယ်ဆိုရင်တော့မစိုးဘူးပေါ့နော်
ကိုဝါသနာပါတယ်ဆိုတာအရှိကန်လောက်တော့တည်ရတာပါတချို့ကအဲ့လောက်ရေးတာနဲ့တင်ပြင်းသွားလဲရှိတယ်ပေါ့ဟုတ်အဲ့ဒါဒီဇိုင်းပိုင်းပေါ့နော်ဒီဇိုင်းပိုင်းမှာဒါတော့အရှိကန်ပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့အလုံး80လောက်တောင်ရေးရတယ်ဆိုတော့အဲ့တော့တော်တော်ရေးရတာပေါ့နော်စာနဲ့ပတ်သက်ပြီး font တစ်ခုထုတ်ဖို့ဆိုရင်ပြီးတော့ကျွန်တော်ပတ်စင်နေရအစားကျွန်တော်တို့ရေးရမယ်ထင်တယ်ဒီထဲမှာအခုထည့်ရေးထားတွေ့တော့ဟုတ်လုံး80ဆိုတော့ကျွန်တော်ပြန်ပြန်ပြောပါနော်ဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်ဝင်းမှာဆိုရင်အလုံးအကုန်လုံးတွက်မယ်ဆိုရင်အလုံး130ရှိတယ်ဒီတောင်စုတို့ဘာလို့မှာဆိုရင် Unicode တွေမှာဆိုရင်ရှိဦးဆိုရင်အလုံး400ကျော်လောက်ရှိတယ်ပေါ့နော်သူကတိုင်းသားစကားတွေလည်းပါတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အနေဆုံးဖြစ်တဲ့ဝင်းမှာတော့မှအနည်းဆုံး130လောက်ရှိရပေါ့နော်ဒါကတော့ဒီရရအပြက်တွေပါထည့်ပေါင်းတာပေါ့နော်ဒါကတော့ရရတစ်လုံးဆွဲရင်ရတယ်ပေါ့နော်အဲ့တော့ရှေ့ကမဖြစ်မနေဆွဲရမယ်အလုံးနေရတော့ပြန်မြ80ဝန်းကျင်လောက်ရှိတယ်နော်ဟုတ်ကျေးဇူးပါဗျာဟုတ်ကဲ့ဒါကတော့ဒီကတော့ဒီဇိုင်နာတွေအနေနဲ့စလုပ်တာတော့ပိုကောင်းတယ်ပေါ့ပြင်လူနဲ့ဆိုရင်ကျတော့ဒီအရင်ဆုံးဒီ software တွေ design သဘောတရားလေးတွေအရင်လေ့လာတာပိုကောင်းတယ်ပေါ့နော်ဟုတ်တယ် designer ဆိုရင်တော့ဒီစင်ကအရင်ပြောရမယ်စင်မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဖောင်းနေအဲ့ Sona ကြောင့် design တွေဘယ်လိုလုပ်လဲဆိုတာလေးတစ်ချက်ထပ်ပြောဖောင်း software တွေကဒီစလုံးတွေကိုပုံခေါ်တာကျတော့သူကကျွန်တော်ငယ်တော့အကြောင်းမှသင်ရတဲ့ဘတ်တာတွေလိုပဲပေါ့နော်ဒီ point တစ်ခုကနေစတယ်ပြင်ကြားတဲ့ point တွေကိုဆက်သွားပြီးတော့နောက်ဆုံးအဲ့ point ကိုပြန်ရောက်တဲ့အခါမှာစလုံးအောင်ပုံပေါ်လာတာပေါ့နော်ဒီမှာဆိုကာကြီးပေါ့နော်အဲ့လိုပုံပေါ်တာပေါ့နော်မြင်ရလားမသိကျွန်တော်မမြင်ရမြင်ရတယ်ဗျာမြင်ရတယ်ဟုတ်ကဲ့အဲ့တော့ဒီ point တွေကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ပေါက်မမူတည်ပြီးတော့ point ကိုတက်နိုင်တော့ရိုးရိုးရှင်းရှင်းဆွဲဖို့လည်းလိုတယ်ပေါ့နော်ကျွန်တော်ဒီပန်တူးမှာဆိုရင် point လေးပေါ့နော် point နည်းများဘယ်မှာသိတာလဲဆိုတော့ဒီမှာဆိုသိတာပေါ့နော်ဒီကကျွန်တော်ထုတ်တဲ့ file နှစ်ခုပေါ့နော် font နှစ်ခုပေါ့နော်ဒီ 0 စစ်မှာဒီဝါလုံးမှာဆိုလို့ရှိရင်ဒီလိုမျိုးရိုးရိုးရှင်းရှင်း point လေးပေါ့နော်ဒီလုံးမှာ point ကဒီ20လောက်ပါတာဆိုတော့သူ file size ကလောက်ပဲရှိရပါ65ပဲရှိရပါနော်ဒီနောက် 0 brush လိုမျိုးမှာကျွန်တော်ဒီမှာ brush effect တွေထည့်ထားရပါနော်ဆိုတော့ဒီဘေးမှာ effect လေးတွေအများကြီးပါတယ်အဲ့ဒါကကျတော့ point ကဒီစလုံးတစ်လုံးမှာရာခဏလောက်ဖြစ်သွားတဲ့အခါကျတော့သူက file size ကအဲ့လိုပေါ့900လောက်ဖြစ်သွားတာပေါ့နော်အဲ့ဒါတွေကလည်းသတိထားရမယ်ရှာပေါ့ဒါကတော့သတိထားဖို့ပါရှော့လို့တော့မရဘူးပေါ့နော်ဒါတော့ effect ပါတာဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံကအဲ့လိုပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်ဒီစလုံးတွေမှာဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီ AI တို့ဘာလို့မှာဆိုရင်တော့ကျွန်တော် web finder တို့ဘာလို့လိုမျိုးပေါ့ဒီအတွင်းပိုင်းတွေနှုတ်ရှင်တယ်ဆိုရင်တော့သူက direction နဲ့သွားတာပေါ့နော်ဒီမှာ back direction ရှိတယ်ပေါ့နော် left to right သွားတဲ့ back direction တစ်ခုဒါဆိုရင်ပုံမှန်ပေါ့နော်အဲ့ထဲမှာမှဒီလိုနှုတ်ရှင်လို့ရှိရင်သူကအတွင်း back က right to left ပြန်သွားရင်ဒီလိုအပေါက်လေးဖြစ်သွားတာပေါ့နော်ဟောအဲ့လိုပုံဖော်တာပေါ့နော်အဲ့လိုဟာတွေကဘယ်မှာဒီဘာလို့ပြောလဲဆိုတော့ဒီဝင်းမှာဆိုရင်အရင်တော့ software တွေကြောင့်အဲ့လိုပြဿနာတွေရှိရပေါ့နော်။မှာကာကြီးကဒီ left to right သွားထားပြီးတော့မှတချောင်းငင်တို့ဘာလို့ right to left ပြန်သွားထားတယ်ဆိုလို့ရှိရင်အဲကာကြီးနဲ့တချောင်းငင်နဲ့ထိတဲ့နေရာပေါက်သွားတာပေါ့နော်။ကျွန်တော် design တွေမှာအများအပြားပြရတယ်ပေါ့နော်။ဟုတ်တယ်။အဲ့ဟာလေးပေါ့နော်။အဲ့ဒီကတော့အဲ့ဒါ font ကတော့ပြန်လုပ်ပေးရမှာပေါ့နော်။ design မှာလုပ်ရှင်တော့ကျွန်တော် outline တွေပါလုပ်ပြတာဟုတ်ပေါင်းပြတာလို့လုပ်အောင်ပေါ့နော်။ font ဖြတ်ပလိုက်တာတော့လုပ်လိုက်နော်။အဲဆိုတော့အဲ့အပေါက်လေးပြောက်သွားတယ်နော်။ဟုတ်အဲ့ဒါဆိုဟိုဒီကျွန်တော်တို့ typeface ဆွဲတာ logo ဆွဲတာထက်တောင် logo ဆွဲတဲ့လောက်တောင်တော်တော်လက်ဝင်တယ်ပေါ့နော်တခုဆွဲဖို့ဆိုရင်ဟုတ်တယ်ကျွန်တော်အဲ့လိုမျိုးပေါ့တစ်လုံးဆွဲရတာဟို logo တစ်ခုဆွဲရတယ်လို့ပဲပေါ့ဒါကျွန်တော်တို့နောက်မှပြောတဲ့အကြောင်းပေါ့နော်အဲ့မဲ့လူတွေကတော့အပူပြောတဲ့အထင်မှာတိတ်မပြောဘူးပေါ့အဲ့ဒါ design ပေါ်လည်းမူတည်ရမှာဒီလိုရိုးရှင်းမှာတော့မှကျွန်တော်တို့မှထည့်ရတဲ့စနစ်တွေအများကြီးရှိတယ်ပေါ့နော်ဟိုကွန်နဲ့အားရဆိုရင်တော့ပို့ပြီးထည့်ရတယ်အကိုအဲ့တော့ကျွန်တော်မေးချင်တာအကို font ဒီတစ်လုံးဆွဲရင်ရောအကိုအချိန်ဘယ်လောက်ယူရလဲပြန်များဆိုဒီတစ်လုံးဆွဲဖို့ဆိုရင်ရော
အဲ့လိုအချိန်တိကျကျွန်တော်တိမ်မမှတ်ထားဘူးဟုတ်လဲဆိုတော့ပြန်များတော့ကျွန်တော်ဖောင်းတစ်ခုလုံးရေးမှဆိုတော့ပြန်များချိန်တစ်လလောက်ယူတယ်ပေါ့ဟုတ်လဲဆိုတော့ဒီကောင်ကဒီလိုတန်းပြီးဖြစ်တာမဟုတ်ဘူးနော်ဆိုတော့ကျွန်တော် AI မှာရှားတယ်ဆိုရင်ဒီဖောင်း software ထည့်တဲ့အခါဒီလို point တွေပြန်လျှော့တာပြန်ညှိတာနဲ့ဆိုတော့ခုနကလုံး80ကို AI မှာဆွဲထားတယ်ဆိုလို့ရှိရင်ဒီဖောင်း software တွေကိုထည့်ပြီးတော့ဒါတွေပြန်ညှိရင်80နှစ်ဆလောက်ပြန်ဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးနှစ်ဆဆွဲရတယ်လို့ဖြစ်သွားမှာပေါ့နော်အဲ့တော့အချိန်ကတော့အဲ့လိုမျိုးပုံတွေတော့မရှိဘူးစလုံးဒီဇိုင်းပေါ်မှာမဟုတ်ဘူးပေါ့တလားတော့ဆိုတော်တော်ကြီးကိုသေချာလောက်ရတာပေါ့နော်ကျွန်တော်အရင်တော့ဖောင်းအကြောင်းအရင်မသိဘူးဒါပေမဲ့အကိုအခုပြလိုက်တဲ့အချိန်မှာကျွန်တော်ဘယ်လိုခံစားလိုက်ရလဲဆိုဖောင်းတစ်လုံးဆွဲတာ logo တစ်ခုဆွဲနေတယ်လို့ပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်ခံစားလိုက်ရတယ်ပေါ့နော်ဟုတ်အဲ့ကြောင့်ကျွန်တော်ဆွမ်းနာပြောလေဒီအခရာအကုန်လုံးရေးနိုင်တယ်ဆိုရင်ဒါပထမတစ်ဆင့်မစိုးဘူးလို့ပြောအောင်အဲ့လောက်ထိရောက်လာတယ်ဆိုမစိုးဘူးပေါ့အဲ့ကြောင့်စားလို့ရှင်တဲ့လူတွေကျတော့အဲ့လိုမျိုးပြင်းသွားမှာအဲ့လိုမျိုးလေးသွားမှာဆိုလို့ကျွန်တော်နည်းနည်းလွယ်တာလေးနဲ့စားသေးတယ်ပေါ့ဆွမ်းနာလို့ stroke တွေနဲ့ဖြစ်ဖြစ်ဒီကိုလက်ရည်နဲ့ပဲဖြစ်ဖြစ်စားပေါ့နော်အဲ့ဆိုရင်ဒီအခရာဒီဇိုင်းမှန်တော့ရိုင်းအားမဆိုင်နေအောင်ပေါ့နော်စားဆိုရင်တော့ဒါတော့ဒီဇိုင်းမှန်ပေါ့နော်ဟုတ်ဒီဂျားရရစင်နေတော့အရှင်ရမှာပြောတော့မယ်နော်ဟုတ်ဆွမ်းနာပြီးရင်ဖောင်းဖြစ်အောင်လုပ်တဲ့အပိုင်းပေါ့နော်ဖောင်းဖြစ်အောင်လုပ်တဲ့အပိုင်းမှာကျတော့ကျွန်တော်တို့ဖောင်း software ပဲရောက်ဆွမ်းနာ AI မှာကျွန်တော်တို့အကျန်းရှာပြီးရတယ်ဆွမ်းနာဖောင်း software တွေရောက်ပြီပေါ့နော်ဖောင်း software တွေကမျိုးစုံဖြစ်တဲ့အတွက် software ကိုတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဟုတ်လဲဆိုဖောင်းဖို့ပဲ33ဖောင်း lab ပဲ33ဒီ clip တွေပါပဲ33ဒီ shot ကပဲအရေးကြီးမယ်ထင်လို့ပေါ့နော်ဒီကိုသုံးရင်လည်းဒီ software ကြောင့် YouTube မှာလေ့လာလို့ရတယ်ပေါ့နော်အဲ့မှာအင်္ဂလိပ်လိုလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်လိုလေ့လာပြီးတော့ဒီ shot လေးသိမယ်ဆိုရင်တော့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအင်္ဂလိပ်နဲ့မြန်မာနဲ့မှာမတူတဲ့အားလေးကျွန်တော်ပြောပြပါမယ်ပေါ့နော်အဲ့ဆိုရင်ဟိုအင်္ဂလိပ် tutorial ကိုကြည့်ပြီးတော့ဒီမြန်မာစလုံးတွေဘယ်လိုလုပ်ရမလဲဆိုတာကြမ်းမြင်လောက်တော့ရမယ်ထင်တယ်ပေါ့နော်ဟုတ်ခဏလေးရေးငါဖောင်း software မှာအဓိကဖောင်းဖြစ်အောင်လုပ်ရတာတော့ဒီတက်ဆိုင်ရာ clip တွေမှာထည့်တာပေါ့နော်ကျွန်တော်အကုန်လုံးကိုစရင်တော့ကျွန်တော်ဝင်းနဲ့ပဲစသေးတယ်ပေါ့နော်ဒီဝင်းဖောင်းဝင်းစနစ်နဲ့ပဲစရေးသေးခြင်းတယ်ပေါ့ဒီနကိုကြီးတန်းရေးလိုက်ဆိုတော့လို့အရင်ပြင်းသွားမှာဆိုလို့ပေါ့နော်အဲ့တော့ဒီဝင်းစနစ်မှာဆိုလို့ရှိရင်အမှကျွန်တော်တို့ကအင်္ဂလိပ်စလုံးတွေနေရာမှာထည့်တာပေါ့နော်အမှ U နေရာမှာဆိုကာကြီးပေါ့နော်ဒါဆိုရင်ဟိုနံပါတ်7နေရာမှာပေါ့နော်ship 7ပေါ့နော်အဲ့မှာထည့်တာပေါ့နော်အဲ့လိုနေရာတွေမှာဖောင်း software ကိုကြည့်မယ်ပြီးရင်ဒီသူတို့ဒီလိုဒါ cyberin ညှိတယ်လို့ခေါ်တယ်ပေါ့နော် cyberin တွေဘယ်လိုညှိလဲဆိုရင် tutorial တွေကြည့်လိုက်မယ်လို့ရှိရင်အဲ့နေရာမှာမြန်မာစလုံးတွေဘယ်လိုထည့်ရမလဲဆိုတော့ဒီဝင်စနစ်ကိုကြည့်ပါအဲ့နေရာမှာဝင်လက်ကွက်ကိုကြည့်ပါနော်သူဘယ်ကွက်မှာဘယ်စလုံးထားတယ်ပေါ့ဥပမာ U နေရာမှာကာကြီးထားတယ်ဆိုရင်ကျွန်တော်ဒီသူရဲ့ဒီ clip U အကွက်မှာကာကြီးကိုထည့်ပေးလိုက်ပေါ့နော်ပြင် cyberin ညှိတဲ့ဘိုင်းမှာတော့တရားနဲ့တရားမတူတာတွေလည်းရှိနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်ကတော့ဒီလို left and right ကိုအဲ့လိုအညီလေးယူတယ်ပေါ့နော်။မကာကြီးရဲ့ဘေးမှာ50ဒီကောင်ဘေးမှာ50ပေါ့နော်။ဘာလို့လဲဆိုတော့ဒီကောင်လေးတွေကဒီစလုံးနှလုံးကြားရဲ့အကွာဝေးလေးဖြစ်လာမယ်ပေါ့နော်။ဒီလိုစလုံးတွေမှာဆိုတော့အညီယူလို့ရတယ်ပေါ့နော်။ဒီရာကောင်းတို့လိုနည်းနည်းအဲ့လိုအကွန့်ပါအတွန့်ပါတယ်ပေါ့နော်။နောက်ကိုထွက်နေဟာမျိုးဆိုကျွန်တော်တို့ကဒီအကွာဝေးကိုဒီရှေ့အကွာဝေးနဲ့ညီအောင်လို့ဆိုပြီးတော့နည်းနည်းပြန်ပြီးတော့ညှိပေးရတယ်ပေါ့နော်နှုတ်ပေးရတယ်ပေါ့နော်ဒီ right side ကိုပေါ့နော်အဲ့လိုပဲပေါ့နော်ဒီဇာခွဲမှာဆိုရင်အဲ့လိုပဲကျွန်တော်ကနောက်ကိုထွက်တာဖြစ်တဲ့အတွက်ဒီလိုအကွာဝေးဒီဘက်ကအကွာဝေးနဲ့ညီအောင်သူ့ကိုနည်းနည်း short ပေးထားတယ်ပေါ့နော်အဲ့ဒီ cyberin ညှိတဲ့ပုံစံပေါ့နော်ဒါတော့ဘယ် font software မှာပဲကြည့်ဒီ cyberin ကတော့ဒီလိုပုံစံနဲ့သွားမှာပေါ့နော်အဲ့တော့အဲ့ဟာတွေကြည့်လိုက်မယ်ဆိုရင်ဒီဟာလေးနားလည်ထားမယ်ဒီမှာကအခြေခံရပြီပေါ့နော်ဒါတော့အခြေခံအခြေခံအင်္ဂလိပ်စာနဲ့ပဲတိတ်မစိမ့်ဘူးနော်ဟုတ်ဘုရားကြောဒီဟာပေါ့နော်ဒီဟာတော့အဓိကပေါ့နော်ဟုတ်လို့အင်္ဂလိပ်စာမှာကျွန်တော်တို့ left to right တစ်လုံးညင်းသွားတာပေါ့ပြောရင်တစ် question သွားတာပေါ့နော်အဲ့တော့အဲ့ဟာကြည့်ပြီးတော့မြန်မာစာမှာကျွန်တော်ထပ်ရတဲ့အပိုင်းပါလိုက်ပေါ့
လုံးကြီးတင်တို့ဒီရေးရှာတို့ပါတော့ပေါ့နော်ကျွန်တော်တရရကျော်လာထက်ရတဲ့အပိုင်းရောက်သွားတယ်ပေါ့နော်အဲ့ဒါမျိုးကျော်ဒီအင်္ဂလိပ်ကျူတိုတွေဒီမှာမပါဘူးပေါ့နော်အများပြင်ပေါ့နော်ရှိုးပိုင်းမှာတော့လည်းအဲ့လိုခက်ဆင်စင်လေးတော့ရှိတယ်ပေါ့နော်ထက်တာဘယ်လိုထက်လိုက်လဲဆိုတော့ question သွားတယ်ပေါ့နော်ဥပမာဒီ U မှာဆိုရင်ဒီသူ့ရဲ့ weight က1000ကြီးရဆိုလို့ရှိရင်ကျွန်တော်ဒီလုံးကြီးတင်မှာကျွန်တော်ဒီရှေ့ကိုလာထက်ရှင်တာတည်းသူ့ရဲ့ weight ကိုကျွန်တော်က0ထားလိုက်တယ်ပေါ့နော်0ထားလိုက်တော့သူကနောက်မှတကွအနေနဲ့မပေါ်တော့ဘဲနေဒီရှေ့ကိုရောက်သွားတာပေါ့နော်ဒီကာကြီးပေါ်တိတိကျကျရောက်ရှင်နေဆိုရင်တော့ဒီပေါ်သူ့ရဲ့ left side ကိုနည်းနည်း short ပေးလိုက်ပေါ့နော်အဲဆိုရင်ကာကြီးပေါ်ရောက်သွားတယ်အဓိကတော့အဲ့ချက်လေးတွေပေါ့နော်အင်္ဂလိပ်စာနဲ့ပွဲနေတာလေအဲ့ဒါလေးပေါ့နော်ဒါလေးသိမှဆိုရင်အင်္ဂလိပ်ကျူတွေကြည့်ပြီးတော့ပဲရေးလို့ရပြီပေါ့နော်ဒီနောက်ဒီရေးရှာဆိုလဲအဲ့လိုပေါ့နော်သူကတော့ဒီကာကြီးပေါ်အတိထက်မှဖြစ်တယ်ဆိုတာသူလိုသလောက်လေးပဲကျွန်တော်နှုတ်လိုက်တာပေါ့နော်သူရဲ့ quick ကတော့ရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးဒီဟာလေးသိရဆိုရင်ရေးလို့ရတော့တယ်ပေါ့နော်အခြေခံပေါ့နော်ဟုတ် software ကတော့ကိုအားတန်တဲ့ဟာကိုသိလာပေါ့နော်ဒီဟောလကရတဲ့ပေါင်းဖို့ပဲဖြစ်ဖြစ်ပေါင်းဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီနောက်ပိုင်းကောင်းတဲ့အပေါင်းလက်ပဲဖြစ်ဖြစ်ပေါ့နော် lab တို့ပဲဖြစ်ဖြစ်ဒါ tutorial ကတော့သက်ဆိုင်ရာ software လိုက်သိလာလို့ရတယ်ပေါ့နော် YouTube မှာဟုတ်ကဲ့ပါဟုတ်အဲ့တော့ကျွန်တော်မိကွန်းကိုနည်းနည်းလေးအကိုရှင်းပြတဲ့ခါမှာအရင်ပြင်းသွားမှာဆိုလို့ပေါ့နော်ကြည့်ရလို့နည်းနည်းပြင်းသွားမှာဆိုလို့ကျွန်တော်မိကွန်းလေးတွေတစ်ဖြတ်ကိုလည်းကျွန်တော်မိလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့က live ကိုဝင်ကြည့်နေရလို့စုစုပေါင်းအယောက်30ကျော်တယ်ပေါ့နော်30ကျော်နေရဆိုတော့ကျွန်တော်မိကွန်းလေးတစ်ဖြတ်မိလိုက်အကိုရှင်းပြလိုက်အဲ့လိုပုံစံမျိုးလေးသွားလိုက်မယ်ပေါ့နော်သွားလိုက်မယ်ဆိုတော့ကိုစင်ဘိုကိုဒီမှာမေးချင်တဲ့မိကွန်းတွေရှိရင်ကျွန်တော်တို့ဒီမှာ comment မှန်ခဲ့လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်ဆင့်ကိုစင်ဘိုမေးပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမေးခွန်းမေးတဲ့ session လေးကိုတော့နည်းနည်းလေးအခုစလိုက်မယ်ပေါ့နော်ဟုတ်အဲ့တော့ပထမဆုံးမေးခွန်းကတော့ခုနအကိုအပြောများနေမေးခွန်းပေါ့နော်ကိုမင်းခန့်မေးထားပေါ့နော်ဖောင့်ရေးမယ်ဆိုရင်လည်းဘယ်အားစတင်လဲပြတဲ့ဟုတ်ဆောနာကျွန်တော်ရှေ့မှာတော့ပြောခဲ့သလိုပေါ့နော်ဖောင့်ရေးမယ်ဆိုလို့ရှိရင်အဓိကတော့ဒီကျွန်တော်ဆိုရင်တော့ Adobe Illustrator နဲ့ဆွဲတယ်ပေါ့နော်အဓိကတော့အဲ့လို vector format ရတဲ့ software တစ်ခုခုနဲ့ဆွဲရမှာဖြစ်တဲ့အတွက်အဲ့လို software ကိုတော့အရင်လေ့လာမယ်ပေါ့နော်ဒီ font software တွေမှာဆွဲလို့ရရဆိုရင်ကျွန်တော်အနေနဲ့တော့နည်းနည်းစရေးမယ်ဆိုနည်းနည်းပိုခက်တယ်လို့ထင်တယ်ပေါ့နော် AI နို့လောက်တိတ်ပြီးတော့ဆွဲလို့မကောင်းဘူးပေါ့နော်အဲ့တော့ဒီ Illustrator လောက်တော့စပြီးတင်နောက် design သဘောတရားလေးလည်းတက်ထိုင်ကောင်းဆုံးဟော design ကအတူတူပဲဆိုနော်ဟုတ်ကဲ့ပါဗျအဲ့တော့ကိုမင်းခန့်မေးခွန်းပေါ့နော်အဲ့ဒါတော့ပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ကို type ပေါ့နော်ကို type ကမေးထားတာပေါ့နော် hand lettering ရေးတာလေ့ကျင့်ဖို့ဘယ်ပိုင်းမျိုးလေးလာတဲ့တလဲပြားတဲ့ graffiti style လိုမျိုးပေါ်တယ်ဟုတ်အဲ့ဒါကျော်ဆန္ဒပြော calligraphy တို့ပါတော့အဲ့လိုမျိုးတွေပဲသွားတာပေါ့နော်သူကတော့ဒီအလားစလုံးပဲသွားတာပေါ့နော်ကျွန်တော်အဲ့ဘိုင်းနေတော့တိတ်အားမတန်ပေါ့ပြောရရင်ဒီအဲ့လိုရေးတဲ့လူတွေကျွန်တော်ထဲမှာအများကြီးရှိပါတယ်သူတို့တော့တစ်ချက်အဲ့လိုမျိုးအဲ့လိုသီးသန့်ရေးတဲ့လူတွေကိုတစ်ချက်မေးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူတို့ကတော့တကယ်လည်းရေးနေတဲ့လူတွေဆိုတော့ကောင်းကောင်းညွှန်ပြနိုင်တယ်ပေါ့နော်အဲ့တော့အကိုအနေနဲ့ဆိုရင်ရော head lettering ပေါ့နော်စာရေးတဲ့ဟာကိုဘယ်လိုပုံစံမျိုးအရင်ဆုံးကျင့်ခဲ့လဲအကိုစင်ပေါ်အနေနဲ့ဆိုရင်ဆောနာပြောလို့ပဲကျွန်တော်ဟို designer ဖြစ်တဲ့အတွက် design မြင်နေပဲသွားတာပါဒီဟုတ်ကျွန်တော် logo တွေဆွဲလို့ပေါ့နော်ကျွန်တော်တို့က sketch ကအကျန်းမြင့်လောက်ဆိုရပြီပေါ့ကျွန်တော်ဒီ software တွေကြမှာ detail ဆွဲရအဲကျွန်တော် hand sketch ကိုအဲ့လောက်အရင် detail ဆွဲရတယ်မှာမပါဘူးပေါ့ကျွန်တော်ဒီ design မှာသုံးလို့ရတဲ့ဖောင်မျိုးတွေကိုဒီကဖန်တီးကြတယ်ပေါ့နော်ဒီအလားရေးတဲ့အပိုင်းကျတော့ဒါကြောဘိုင်းပေါ့ကြတော့ဖောင်းမှာလဲအဲဒီ typography မှာလဲ line တွေကကွဲတာအဲ့လိုပေါ့ဟုတ်ကျွန်တော်တို့အောက်က comment နဲ့ပါနည်းနည်း personal ဆိုင်တဲ့မေးခွန်းတွေပေးလိုက်ပြီပေါ့နော်ဒီပြီးတော့တော်စိတ်ဝင်စားဖို့ကောင်းလာပြီပေါ့နော်အဲ့တော့အပေါ်ဟာလေးကျွန်တော်ရေးဖြတ်ဟိုဖတ်လိုက်မယ်ပေါ့နော်ဒါကတော့မြက်ကုကူအောင်မေးထိုင်မေးကုန်ပေါ့နော်အဲ့ဒါဘာလဲဆိုဆရာခင်များတဲ့အဲ့ဒါဆိုရင် direction က right အကုန်လုံးက right ပဲလို့ဆိုလိုတာလားမသိဘူးတဲ့ခုနအကိုရှင်းပြလိုက်တဲ့ font direction နဲ့ပတ်သက်ပြီးဟုတ်တယ်ဘလုံးရဲ့ back direction ကအရင်တော့အရေးကြီးတယ်ပေါ့နော် software တွေ update မဖြစ်သေးတဲ့သဘောပေါ့ဒီ font font တို့ဘာတော့မှလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဆောနာဒီ font let တို့ဘာတော့မှဆိုရင်ဒီဟာတွေအသိပူစရာမလိုတော့ပေါ့နော်ဒီသူကဒီ export ထုတ်လိုက်တဲ့အခါမှာဒီဟာတွေသူ auto ညှိပေးတဲ့ပိုင်းကြီးညားလိုက်ပေါ့နော် software တွေ update ဖြစ်လာတယ်ဒီအခြေခံ body ကတော့သိထားပါပေါ့နော်ဒီ left to right ဆွဲတယ်တလုံးချင်းမှာပဲသူကျတော့ view site ကိုတိုးတော့ဗျာဆန္ဒပြောလို့ဒီ
ခါဝေးမှာအပြင်ပိုင်းက left to right သွားတယ်ဆိုလို့ရှိရင်သူ့ရဲ့အဆန်လေးကိုနှုတ်ရှင်ဒါ right to left နဲ့နှုတ်တယ်ဆိုတာလေးသိဖို့ပဲလို့ပေါ့နော်ဟုတ်ကောကျေးဇူးပါဗျအဲ့တော့နောက်တစ်ယောက်မေးတယ်မေးကုန်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ senior level ပေါ့နော် font ရေးတာ senior level ကိုတွားချင်ရင်းနဲ့ဘာဆက်လုပ်ရမလဲဗျာတဲ့ senior level အနိုင်ပြောတော့ကျွန်တော်တို့အခုဟို bro လည်းမြင်တဲ့အတိုင်း font ဟိုအဲ့လို senior level တွေပါရေးနေဆိုရင်ကျွန်တော်လည်းသိမသိဘူးပေါ့နော်ရှိရတကယ်ဆရာကြီးတွေရှိပါတယ်ကျွန်တော်တို့ရှိမှတကယ်ရေးခဲ့ရှိရပေါ့နော်ဒီ script ဘိုင်းတွေရောဒီ font design ဘိုင်းတွေရောဖန်တီးနေတယ်အများကြီးရှိတယ်ဒါပေမဲ့သိမမြင်အောင်ပေါ့နော်ကျွန်တော်တို့တော့မှဒီ font လောကရဲ့ဝင်မှာနည်းနည်းဒီမိခေါင်းပြီးတဲ့တင်းလေးပါလိရတယ်ပေါ့နော်ဒါပေမဲ့ဆွမ်းနာပြောတဲ့အခုကျွန်တော်တို့လက်ရှိလုပ်တဲ့အတိုင်းပြောရမယ်ဆိုလို့ရှိရင်ဆွမ်းနာကျွန်တော်ပြောသွားတဲ့ဟာတွေက basic ပေါ့နော်ဒါ beginner level လို့ပဲပြောအောင်အဲ့ဒါနောက်တစ်ဆင့်တက်ရှင်တော့ကျွန်တော်တို့အခုဝိုင်းပြီးတော့အဖြေရှာဖို့လုပ်နေတဲ့ဟာကျတော့ဒီ English စလုံးတွေမှာရှိတယ်ဒီဆွမ်းနာကကျွန်တော် page မှာလည်းပြောတယ်ပေါ့နော်ဒီ optical adjustment တွေ type တွေမှာထည့်ရမယ် contrast တွေ white space တွေ negative space တွေသက်ဆိုင်တဲ့ technique တွေရှာပြီးတော့ကျွန်တော်ထည့်ရမယ်ပြီးရင်ဒီ ligature တွေ canning တွေဆိုရယ်ဒီ font function တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေ့လာပြီးတော့ကိုယ်ဖောင်းနေမှာသုံးတယ်လောက်ရမှာပေါ့နော်အဲ့ဒါတော့နောက်တစ်ဆင့်ပေါ့နော်ဟုတ်ကျေးဇူးပါဗျအဲ့တော့နောက်တစ်ခုကတော့ကိုကျော်ထပ်မိတဲ့မေးခွန်းပေါ့နော်အဲ့ဒါတော့နည်းနည်း typical မေးခွန်းနည်းနည်းဆန်တယ်ပေါ့နော်မြန်မာ typography design လေးတွေကိုတဲ့ဘယ်လိုစရေးရမလဲတဲ့ဟုတ်မြန်မာ typography ဆိုတော့မြန်မာ typography ကျွန်တော်ထင်တော့မြန်မာ typeface တွေပေါ့နော်အကိုဆွဲနေကြမြန်မာ typeface တွေကိုဘယ်လိုမျိုးစရေးရမလဲဆိုတော့မေးခွန်းလေးထင်တယ်ပေါ့နော်အဓိကတော့ကျွန်တော် design သမားတွေဆိုတော့အများကြီးရှင်းပြတယ်ပေါ့ကွာကျွန်တော်တို့စိတ်ကူးရဆွဲတယ်ဆိုတော့ကျွန်တော် reference နဲ့ဆွဲတာများတယ်ပေါ့နော်ကိုကအဝိုင်းနဲ့သွားခြင်းနဲ့ဆိုရင်တော့မှကျန်တဲ့အဝိုင်းတွေဘယ်လိုဝိုင်းထားလဲဆိုတော့အရင်လေ့လာပါပေါ့နော်အဲ့မှာကိုကသူတို့နဲ့မတူအောင်ဘယ်လိုဝိုင်းမလဲဒါမှမဟုတ်ကိုရဲ့သွားခြင်းနဲ့ direction ဘယ်လိုလဲဆိုတော့လေ့လာပါပေါ့နော်ဆွမ်းနာပြောလို့ကိုသိခြင်းနဲ့ဟာကိုအရင် reference ရှာပြီးတော့ပဲလေ့လာပြီးတော့သွားမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့နောက်မေးခွန်းတစ်ခုအဲ့တော့တည်းခုနပြောသူ personal ဆန်တယ်ပေါ့နော်အဲ့တော့ဟိုပါပေါ့နော်တည်းတော့ personal ဆန်တဲ့မေးခွန်းလေးကိုမေးထားတယ်ပေါ့နော်ဘာကြီးအောင်မေးထားတယ်ပေါ့နော်ဘလို့မေးထားရလဲဆိုတော့ bro တို့ပင်မရေးထားတဲ့ font ကိုတဲ့တယောက်ကဝယ်ပြီးပြန်မျှသုံးတဲ့အပေါ်ဘလို့ခံစားရလဲကိုတဲ့စိတ်လေစိတ်ချလိုက်လို့ရရပေါ့နော်ဒီမှာကောင်းပါတယ်မဟုတ်အဲ့မေးခွန်းကတကယ်ကောင်းတယ်ဟုတ်လဲဆိုတကယ်ဖြည့်သင်းတဲ့မေးခွန်းဟုတ်လဲဆိုဒီဟာတွေကကျွန်တော်တို့ကဒါရိုက်ခတ်မှုအနည်းဆုံးပါတော့ကအနည်းဆုံးကျွန်တော်တို့ရှေ့ရထွက်ခဲ့တဲ့လူတွေကအများဆုံးပဲသူတို့အများစုဝင်းကိုသုံးနေကြတယ်ဝင်းသူကြီးမှမသိကိုရမှမသိအဲ့အရာတွေတကယ်ရင်နာဖို့ကောင်းပါကိုယ်တိုင်လည်းရေးမှတမိုးသိတာပါဗာလေငါတို့လကားတွေလုပ်ခဲ့အဲ့ဒါကြီးကပြီးတော့မကောင်းဘူးပေါ့နော်မကောင်းဆိုပေမဲ့လူကတော့မျိုးမျိုးရှိပါဘူးသိရမှာစောနာပြောလို့အသိရှိရလူလည်းရှိရမရှိရလူလည်းရှိတာပဲဆိုတော့အဲ့လိုမျိုးတက်နိုင်တော့ဝယ်သုံးပေါ့နော်ကျွန်တော်လည်းတက်နိုင်တော့ဟိုဈေးကိုလျှော့တာပါတယ်ဆွမ်းနာပြောဒီကျွန်တော်ရေးရလဲဟိုရှင်းပြရင်ပြီးသွားမှာဒီအောင်ဘယ်လောက်ခက်ခဲလဲဒါပေမဲ့ဟိုအဲ့ဒါကြီးတော့ခက်တဲ့အကြောင်းတော့လည်းသိမပြောချင်ဘူးဟိုသုံးစီခြင်းလို့ပဲရေးရပါအဲ့လိုတွေလုံးမယ်ဆိုတာလည်းကြိုးတီးပြီးသားအဲ့တော့အဲ့လိုပေါ့မြန်မာနိုင်ငံမှာလောက်ရင်တော့ဒီဟာလေးတော့ရှိပါမှာလက်ခံနိုင်အောင်တော့ကြိုးစားတာပေါ့ဝိုင်းဝန်းတားကြပါဗျာဒါပါဟုတ်တယ်โอเคနောက်မေးခွန်းတစ်ခုကတော့ဘယ်လိုလဲဆိုတော့မျှသုံးတဲ့အခါမှာတဲ့ bro တို့စူးစမ်းတဲ့အရာတွေသူကဘယ်လိုလုပ်တင်နေလဲအဲ့ဒါမျိုးကျတော့ကျွန်တော်တို့လူတယောက်ထင်နေလည်းမရဘူးကွာပြောရင် design community တစ်ခုရဲ့နဲ့လည်းမရဘူးအဲ့လိုအပိုင်းတွေကများတဲ့ခါကျတော့အဲ့ဒါကြီးတော့တိကျပြောဖို့ခက်တယ်ပေါ့နော်စနစ်တွေပါတေချာပေါ်လာဆိုတော့ IB law တွေပါ copyright တွေပါတေချာစနစ်တကျဖြစ်လာတယ်ဆိုမှပဲကျွန်တော်တို့ကထိန်းလို့ရမှာပေါ့နော်ရားတွေကတော့အဲ့လိုမျိုးအချင်းချင်းပြန်ပြီးတော့ပြီးတော့သုံးနေအဲ့လိုပြောပြတာတော့လည်းထိန်းလို့ရမှာပေါ့ဟုတ်အဲ့တော့ကျွန်တော်တို့ဟိုနောက်ပိုင်းကျွန်တော်တို့ဥမာဒီ foreign မှာဆိုရှိရလေကျွန်တော်တို့ font နေရေးတဲ့အခါမှာဥမာတယောက်နဲ့တယောက်နဲ့ share လို့မရအောင်ကျွန်တော်တို့ဒီပေါ့နော် coding ခံထားတာတို့အဲ့လိုပုံစံမျိုးအပိုင်းတွေပေါ်လာရင်တော့တော်တော်ကြီးအဆင်ပြေသွားမယ်လို့ထင်တယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကျတော့ security ဘိုင်းနဲ့ကျတော့နည်းနည်းဟိုကျွန်တော်တို့တော်တော်အားနဲ့နေရာမှာရှိသေးတယ်ဆိုတော့ပေါ့နော်။ဟုတ်ယုံကြည်မှုနဲ့ပဲကြောင်းရတာ။အဲ့လိုပဲပြောအောင်။ယုံကြည်မှုနဲ့ပဲလုပ်လို့ရတယ်
ဟုတ်ကဲ့ဟိုနောက်တိဟိုဟိတ်တက်ပြောပါဗျာ ဟုတ်ကျွန်တော်အဲ့ font license နဲ့ပတ်သက်ပြီးကျွန်တော်ကြုံလုံးတစ်ခါလေးမေးချင်လို့ပါဟာလေအကူတို့ font တွေရောင်းနေပေါ့နော်ရောင်းတော့အဲ့ရောင်းလိုက်တဲ့ font ကိုကျွန်တော်တို့ကဘယ်အတိုင်းထားလောက်ထိသုံးလို့ရလဲပေါ့ဥပမာပြောရင်ကျွန်တော်တို့က design တွေမှာထည့်သုံးမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့က logo မှာ logo type အနေနဲ့သုံးရင်ရောအဆင်ပြေပါမလား watermark အနေနဲ့သုံးရင်ရောအဆင်ပြေပါမလားအဲ့လိုမေးတယ်အဲ့ဒါလည်းတော်တော်များမေးတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဟို international သွားနိုင်ရင်တော့အကောင်းဆုံးပေါ့အဲ့စနစ်တွေသုံးနိုင်ရင်အကောင်းဆုံးပေါ့ဒါပေမဲ့ဟိုလွယ်ဘူးပေါ့နော်မလွယ်ဘူးပေါ့တယောက်လည်းကောင်းနေတော့လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့လောလောဆယ်ကတော့ကျွန်တော်တို့အားလုံးကတော့ပေးသုံးထားရပါတော့သုံးညင်တယ်လို့ဟိုဝယ်ပြီးပြီဆိုရင်တော့ logo မှာပဲသုံးဒီ branding မှာပဲသုံးကျွန်တော်ပေးသုံးထားရပါအရင်စီးပွားဖြစ်ကြီးပြန်လုပ်ရင်တော့တစ်မျိုးပေါ့နော်ကောင်းတော့ဟိုဖွံ့ဖြိုးချက်လောက်တော့တောင်းပါတော့ဒီသုံးညင်တယ်ဆိုရင်ဒီပုံမှန်တဲ့ပို့ပြီးသုံးညင်တယ်ဆိုရင်တော့ဖွံ့ဖြိုးချက်တောင်းရင်ကျွန်တော်တို့ပေးပါတယ်အဲ့လိုပဲလောလောဆယ်တော့အဲ့စနစ်ပေါ့နော်နားလည်မှုစနစ်ပဲရှိပါလိမ့်ကျေးဇူးပါဟုတ်ကဲ့ပါဗျာအဲ့တော့အဲ့ခုနကကိုဘာကြီးအောင်ကလည်းပညာရှင်တွေကိုလေးစားပါတယ်ကိုတဲ့ထပ်ပြီးတော့မှန်ထားရပေါ့နော်ဟုတ်အကိုတို့လိုလူတွေအများကြီးလိုပါတယ်ပေါ့ဟုတ်ကဲ့ပါအဲ့တော့နောက်တစ်ယောက်ကကျတော့ကျွန်တော်တို့သူလဲဆိုကိုကျော်ထက်ပေါ့နော်ကိုကျော်ထက်ကတော့ခုနတွေကနည်းနည်း similar ဆန်တဲ့မေးခွန်းလေးတစ်ခုမေးထားပြီပေါ့နော်အဲ့ဒါဘာလဲဆို typo drawing ဘိုင်းကိုလည်းကျွမ်းကျင်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆရာတဲ့ဆောင်းနာပြောလို့ပေါ့ကျွန်တော် drawing တွေပါတယ်တေချာသွားတဲ့အပိုင်းအောင်မရောက်သေးဘူးပေါ့နော်ပြောရင်ဒီကျွန်တော်အခုရေးနေတဲ့အထီကိုကျွန်တော်ကဒါစမ်းသက်စေ level လို့ပဲသတ်မှတ်ထားပြီးကျွန်တော်ဖောင်းနေကြည့်ရင်သိမှာဖောင်းတစ်ခုထွက်လာတစ်မျိုးဖြစ်နေပေါ့ဟုတ်တယ်ဆိုဖောင်းကလည်းတစ်မျိုးပြောင်းသွားတယ်ဟိုလေ့လာကြရတယ်သိကြရတယ်ထက်တိုးလာတာဆိုတော့ကျွန်တော်တစ်မျိုးစီစမ်းနေတော့ရှိသေးရပေါ့နော်အဲ့လိုမျိုးတေချာအဲ့လိုညွှန်းပေးနေအောင်ကျွန်တော်ထပ်ပြီးတော့လေ့လာပါအောင်မယ်ဆိုတော့ဒီ international သွားတာနဲ့အဲ့ဒါကိုမြန်မာမှုပြန်ပြုပြီးတော့ကျွန်တော်ဘယ်ကနေစတင်နေပါတကယ်တော့ဒီ sketch ကြီးကအရေးကြီးတယ်ပေါ့နော်အဲ့ဒါတွေအပိုင်းတွေလည်းကျွန်တော်နောက်ပိုင်းပြန် share ပေးနိုင်အောင်လုပ်ပါအောင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်သူများမေးကုန်မမေးခင်မှာကျွန်တော်သိချင်တာလေးကောင်းတဲ့ဝင်လာရေပေါ့နော်အဲ့တော့အဲ့လေးတစ်ချက်မေးချင်တယ်ပေါ့နော်အခုပေါ့နော်ဒီကာတွန်းဖောင်ဆိုတော်တော်များများစိတ်ဝင်စားပြီးတော်တော်များများကြားထဲမှာဒါပေါက်တယ်ပေါ့နော်အခုဖောင်တွေကပေါက်တယ်ဆိုတော့ဒီကာတွန်းဖောင်လေးကိုအခုဘယ်လိုစိတ်ကူးမျိုးနဲ့ရေးပြတာလဲပေါ့နော်ဘယ်လို idea ရသွားလဲပေါ့ကာတွန်းဖောင်ကကျွန်တော်တို့ဟို page မှာဝင်ကြည့်လို့ကျွန်တော်သိပါဘူးနော်ကျွန်တော်တို့ဟိုဒီ W မှာရှိတယ်ဗျာအဲ့လိုမျိုးတော့ဒီနည်းနည်းဘိုးဖြစ်တဲ့ဒီဝိုင်းပေါ့နော်ခတ်ထူပုံစံမျိုးကျွန်တော်တို့ကရေးမယ်ဆိုပြီးတော့အဲ့ချိန်မှာကျွန်တော်အခုဆိုရင်ကျွန်တော်ဖောင်ရေးလို့3-4ရောက်လောက်ကျွန်တော်တို့သိရမှာဆို4ရောက်လောက်ပါကျွန်တော်ခုပြိုင်လို့ရေးနေတယ်လို့ရှိတယ်ဒီဇောနာဘာမှဖောင်လို့အမှန်တိုက်လို့နောက်ဒီ finish တို့ပေါ့နော်ကျွန်တော်တို့အဲ့မှာနည်းနည်းတိုက်ဆိုင်သွားပါတော့သူကအဲ့လိုမျိုးလုပ်ရှင်နေတယ်ဆိုတော့အဲ့နဲ့မြင်ရဆိုရင်တော့ကျွန်တော်ကနည်းနည်းဒီဘက်နောက်တစ်မျိုးထပ်စဉ်းစားရပါတော့အဲ့လိုမျိုးဘိုးတွေကလည်းဖြစ်မယ်နည်းနည်း cycle တွေကလည်းဖြစ်မယ်အဲ့လိုမျိုးအဲ့ style ကိုရေးကြည့်ချင်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဆွမ်းနာပြောလို့ level ဖောင်းတစ်မျိုးရေးတိုင်းအတွေ့အကြုံတစ်မျိုးရတာပေါ့ဘိုးဖြစ်တဲ့ဟာမျိုးမှာဘာပြဿနာတွေရှိလဲဆိုတော့သိချင်တဲ့အတွက်အဲ့ဒါကိုကျွန်တော်ရေးတာပေါ့နော်ဒီအဝိုင်းမှာဘိုးဖြစ်သွားရင်ပိတ်နိုင်ခြင်းရှိတဲ့စလုံးတွေကဘာပဲစလုံးတွေရှိတယ်ဒီပဲစလုံးတွေနဲ့ဆိုရင်တော့အရင်ထူပိမ့်ဖြစ်သွားနိုင်တယ်အဲ့လိုမျိုးအဲ့ဒါတွေရှားတဲ့အဆင့်မရှိပါဘူးအဲ့တော့ရေးတာပေါ့နော်ဟုတ်ကဲ့ကိုကျေးဇူးပါဗျာဟုတ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့မေးခွန်းလေးမေးလိုက်မယ်ပေါ့နော်ကိုကျော်ထပ်ပြီးမေးထားပါပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဆေးရ design tutorial တွေတင်ဖို့အစီအစဉ်ရှိတာခင်ဗျာလည်းသိချင်လို့ပါတယ်ဖောင်းနဲ့ပတ်သက်ပြီးတော့ပဲနေမှာပါနော်ကျွန်တော် design ကတော့ဒီလိုငါလိုပါပဲရှိတော့ရှိပါတယ်ကျွန်တော် Sona note စီဆိုရင်ကျွန်တော်အဲ့လိုမျိုး sharing လုပ်ဖို့ထုတ်ထားတာပေါ့နော်ဒါပေမဲ့ဒီ video လုပ်ဖို့ကျတော့ကျွန်တော်အရှင်းမပေးနိုင်နေရကြအောင်မလုပ်ဖြစ်သေးတာလုပ်ပြီးသွားဖို့ရှိတယ်ဟုတ်ကဲ့ပါဗျာဟုတ်နောက်မေးခွန်းတစ်ခုပေါ့နော်အဲ့ဒါကြတော့ဘာရေးမေးထားလဲဆိုတော့ကိုဖောက်ရေးတတ်ဖို့ဟာလေတဲ့ပကြီးဆွဲတတ်ဖို့လိုလားကိုတဲ့မလိုပါဘူးဆိုတာကျွန်တော် professional လုပ်မယ်ဆိုရင်တော့ဘာပြောဒီ design basic တွေဇောနာပြောတဲ့ဟာတွေလိုတယ်ပေါ့နော်ဒီစပြီးဇောနာကျွန်တော်ပြောလို့စဆန်းရေးကြည့်ခြင်းရောပေါက်လေးဆိုရင်တော့ကိုယ့်လက်ရည်နဲ့ကိုယ်လည်းဖြစ်တာပဲမြန်မာသားကတော့လူတိုင်းရေးတတ်တာပဲလက်နဲ့ရေးလိုက်ရင်ပုံစံတစ်မျိုးကတော့ထွက်လာသေးကြတယ်ပေါ့နော်အဲ့လိုမဟုတ်ပဲ professional ဖြစ်တယ်ဇောနာလို့အခါကြီးငွေတစ်ခုနဲ့ရောင်းခြင်းတယ်ဆိုရင်တော့ဒီ
ပကြီးဆိုတာမျိုးကြီးမဟုတ်ရင်တော့မှ design visit တွေလောက်တော့တည်တင်တယ်ပေါ့နော် ဟုတ်အဲ့တော့ဟိုဟာ तू ကဘာထပ်မေးထားလဲဆိုတော့ကျွန်တော်သိတဲ့ designer တွေတော်တော်များများက font ရေးတဲ့အခါမှာခဲနဲ့ချစ်ပြီးသွားထားတာကိုတွေ့လို့ပါလို့ရဟုတ်font နဲ့ကျွန်တော်ကျွန်တော်ဒီ typography မှာလည်း calligraphy lettering နဲ့အများကြီးရောထွေးနေတာရှိရပေါ့နော်နည်းနည်းလေးကွဲတာပါလဲဆိုတော့ဒီအလှရေးတာနဲ့ font ရေးတာနဲ့နည်းနည်းမတူဘူးပေါ့နော်ပြောမယ်ဟိုပေါင်းကျတော့ဒီဥမာ logo ရေးတာနဲ့လည်းမတူဘူးပါ logo ကခေါင်းစဉ်တစ်ခုပဲ target ထားရတဲ့အတွက်ကြောင့်အဲ့ကောင်လေးလိုက်ရင်ရပြီပေါ့နော်ပြောရမယ်ဆိုဟာနေတဲ့နေရာထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီအောက်မှာဒီဟို hat tool တွေပါဆိုလဲ swatch shape လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒီလုံးလေးလာဖို့ပဲဥတီရတယ်ပေါ့နော်ဖောင်းကြတော့အဲ့လိုမဟုတ်ဘူးဒီမှာကာကြီးဆိုလို့ရှိရင်သူ့မှာလာတွဲမဲ့ဟာလို့အကုန်လုံးနဲ့လိုက်ဖန်အောင်စဉ်းစားရတယ်ပေါ့နော်ဖောင်းကြ functional ပိုဖြစ်တယ်ပေါ့နော်လာဖို့ဆိုတဲ့ functional လည်းထည့်စဉ်းစားရတယ်ပေါ့နော်အဲ့တော့ဒီလာတစ်ခုလည်းတော့မရဘူးပေါ့နော်အဲ့တော့အဓိကကတော့ဟိုအလားစလုံးရေးတာနဲ့ဖောင်ရေးတာနဲ့တော့နည်းနည်းကြောနေတာများပြီပေါ့ဟုတ်ကျေးဇူးပါဗျနောက်မေကွန်းတစ်ခုကတော့ဘာလဲဆိုတော့ AI ကိုတဲ့မြန်မာလိုရေးတဲ့အခါမှာလေ့လာလို့ရမယ် YouTube ဒါမှမဟုတ် site တစ်ခုလောက်လမ်းပြပေးပါကိုတဲ့ Illustrator သင်တန်းနေအများကြီးပါဘရိုလည်းသင်လာဒီ design မှာအကုန်လုံးသင်ကြမှာ Photoshop တို့ AI တို့ကတော့ဟုတ်အဲ့မှာတက်ကြပါကျွန်တော်ထင်တာတော့ဟို font ရေးတာနဲ့ပတ်သက်ပြီးမေးတာထင်တယ်အကို font ရေးတဲ့ YouTube channel ပဲဖြစ်ဖြစ်site တစ်ခုခုပဲဖြစ်ဟုတ် font နဲ့ပတ်သက်မြန်မာလိုမဟုတ်ရင်တော့မှအင်္ဂလိပ်လိုအကိုအဓိက reference ယူလို့ရမယ်သူကြည့်လို့ရမယ်ဟာတစ်ခုပေါ့နော်ကျွန်တော်အဲ့လိုသက်သက်မမှတ်ကြည့်တော့မရှိဘူးအဓိကကိုလက်လန်းမိမဲ့ဟာပဲကျွန်တော်ကြည့်တော့ YouTube မှာလည်းဟို how to create font ပေါ့ဒါမျိုးပဲရှာလိုက်အဲ့မှာကိုသုံးမဲ့ software နဲ့သူတို့ဘယ်လိုဖန်တီးလဲဆိုတော့ကြည့်ပါတော့ဆိုတော့ဒီ font lab နဲ့ဖန်တီးမယ်ဆိုရင်လည်းဒီ font lab page တွေမှာအဲ့လိုဘယ်လိုရေးရမလဲဆိုတာပြရတယ်သူတို့ကတော့ software အသားပဲပေါ့နော် AI မှာအဲ့လို font ဖန်တီးရတယ်လည်း tutorial တွေရှိရပေါ့နော် how to create an AI ပေါ့နော်ဒါမျိုးလည်းရှိတယ်အဲ့ဒါတွေကြည့်လို့ရပါတယ်တီးတိုင်းတော့ကျွန်တော်မှတော့မရှိဘူးဟုတ်ကျေးဇူးပါဗျအဲ့တော့နောက်မေးခွန်းတစ်ခုပေါ့နော်မေးခွန်းတွေတော်တော်မေးကြရပေါ့နော်အကိုရေးတော့မလားရေးရင်လည်းတောက်လိုက်ပါရပါနောက်မေးခွန်းတစ်ခုကကိုသူရင်တင့်ရမေးထားတာပေါ့နော်သူကဘာမေးထားရလဲဆိုတော့အကို typeface တစ်ခုအတွက်ကိုတဲ့literature ဘယ်နှခုလောက်လောက်ရမလဲဗျာတဲ့literature တွေကန်းနေနေပေါ့နော်ဟုတ်အဲ့ဒါနှစ်ပိုင်းရှိရပေါ့နော်ဆိုတော့ကျွန်တော်ဝင်းလောက်လုံးမယ်ဆိုရင်တော့ဝင်းမှာတော့ရှေ့မှာအဲ့လို literature တွေကန်းနေနေထည့်တဲ့လူတွေအများကြီးရှိခဲ့ပါတော့ဒါပေမဲ့သူ့ရဲ့ဆန်ကရွေးပြီးတော့ဆိုတော့နန်းငယ်ပြက်လို့ပါတော့ရဲပြက်လို့ပါရွေးရတာမျိုးဖြစ်တဲ့အတွက်ကြောင့်ထည့်ရင်ကြတော့တချို့ကြော်တယ်ပို့ပြီးတော့နားလေခတ်သွားတယ်ပေါ့ဘယ်နှခုထည့်ရမလဲဆိုတော့အကန့်အသတ်မရှိဘူးဆိုတော့ပြောတယ်ကိုဆွဲတဲ့ဒီဇိုင်းပေါ်မှာမူတည်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီဆိုတော့ဝါလုံးတို့ဘာလို့မှဆိုရင်အရင်ထည့်ရမလို့ဗျာသူကတစ်လုံးနဲ့တစ်လုံးဆက်တဲ့နေရာမှာတိတ်ပြဿနာမရှိအဲ့လိုမျိုးဒီလက်ရေးဆက်လိုဟာမျိုးကြတော့ဒီစလုံးဆက်တွေကအရန်ပါတယ်ခါအဲ့မှာဆိုရင်တော့လိုသလောက်ကိုထည့်ရတာပေါ့ကို session လောက်ထည့်ရ limit တော့လို့မရှိဘူးပေါ့ဟုတ်ကျေးဇူးပါဗျအဲ့တော့နောက်တစ်ယောက်ကတော့ဗာမေးလဲဆိုတော့မင်းထက်ကျော်ပေါ့နော်ကိုမင်းထက်ကျော်ကဗာမေးထားလဲဆိုတော့ type 4ဘိုင်းမဟုတ်ပင်မဲ့တဲ့ logo တွေဆွဲမယ်ဆိုရင် sketch ချတတ်ဖို့ပကြီးဆွဲတတ်ဖို့လိုလားဗျာတဲ့ကျွန်တော်တော့လူပဲဖြစ်ဖြစ်ဒီတာမန်လူတယောက်ပဲဖြစ်ဖြစ်ပကြီး visit လေးတော့တက်စေချင်တယ်ပေါ့နည်းနည်းမြင်တတ်တော့ point line shape ပေါင်းသဘောတရားလောက်နေတော့ကိုယ်တိုင်ကျွန်တော်လည်းဟိုတက်ထားတယ်မဆွဲတတ်ဘူးဒါပေမဲ့ဘယ်လိုစရမလဲဘယ်လိုပွားဝေးတွက်တက်မြင်တတ်သွားတကယ် logo ဆွဲတဲ့နေရာမှာတော့အကုန်လုံးလည်းသိပါတယ်ကျွန်တော်တို့ sketch ကိုအဲ့လောက် detail ဆွဲကြတာမဟုတ်ဘူးကျွန်တော်အကြမ်းမြင့်လောက်ပဲဆွဲကြတာကျန်တာတော့ကျွန်တော်ဒီ software မှာပဲ detail ဆွဲတာတက်ထားရင်တော့အကောင်းဆုံးပါဟုတ်အဲ့တော့အခုအနေနဲ့ရောပကြီးစပြီးတော့တက်တုံးကကြတော့ဘယ်လိုမျိုးဒီ typography font typeface တွေလုပ်ဖို့ဆိုပြီးတော့ပကြီးတက်ခဲ့ရတာဒါမှမဟုတ်အခု graphic design ကိုစိတ်ဝင်စားလို့ပကြီးကိုအရင်တက်ခဲ့ရတာ designer အများစုကတော့ပြောရရင်တော်တော်များများပကြီးနဲ့တော့မကင်းဘူးပေါ့ဘောလုံးပကြီးကိုစိတ်ဝင်စားကြတာပါပဲပကြီးစိတ်ဝင်စားလို့ပဲတက်တာပါပြီးတော့အရေးကြီးရပေါ့နော်ဒါတွေက designer ပဲဖြစ်ပါဖြစ်အဲ့မြင်တတ်ဖို့အရေးကြီးရပေါ့နော်အဲ့ဒါလေးတီးမှလည်းသူများတဲ့ကွဲပြားပြီးတော့မြင်နိုင်မှာပေါ့နော်အဲ့မို့ဆိုရင်သူများပြတာပဲမြင်ရမှာပေါ့နော်
ဘယ်လိုဘာကြောင့်လောက်ထားလဲဆိုတော့မသိနိုင်တော့ဘူးနော်ဟုတ်ကျေးဇူးပါဗျဟုတ်အဲ့တော့နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကကျတော့ဗာမိတာလဲဆိုတော့ကိုစင်မိုတော့တော်တော်ဟိုပါပေါ့နော်မေးကြရပါတော့အဲ့တော့နောက် section မှာကျွန်တော်ထက်ချက်ပြီးတော့ဖြေမှရမယ်ပေါ့နော်အဲ့တော့တင်တယ်မတက်နိုင်တဲ့သူတွေကိုတဲ့ဘယ်ကနေလေးလာလို့ရမလဲ guide လေးသိချင်လို့ပါတယ်ကျွန်တော်ထင်တော့ type face တွေပြုလုပ်တာနဲ့ပတ်သက်ပြီးတော့ထင်တယ်ပေါ့နော် type face ပြုလုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်တန်းမထက်နိုင်တဲ့လူတွေဆိုတင်တန်းလည်းတိတ်တော့မရှိသေးဘူးပေါ့ကျွန်တော် sharing တွေတော့လုပ်ပြီးသွားမယ်ပေါ့ဒါပေမဲ့ software တခုကျတော့အဲ့လောက်ကျွန်တော်ဇောနာပြောလို့ပေါ့ AI တို့ဟိုဟာတို့ဒီ font software တို့အရှိကန်တော့လေ့လာထားမှလည်းဒီကျွန်တော် sharing လုပ်လို့ကောင်းတာပေါ့ဒီ software ကြောင်းလည်းမသိဘူးဘာမှမသိသေးဘူးဆိုရင်ကျတော့မလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က sharing လုပ်ရမယ်ဆို software ကနေစလုပ်အောင်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်များများကျွန်တော်အကြံပေးရတော့ designer တွေလောက်ကိုစပြီးကြံပေးရပါတော့သူတို့ဆိုရင် design ဆွဲနိုင်တယ်အဲ့တော့ဆွဲ software တခုခုဘယ်ဟာဆင်းပြီးလဲလေ့လာလိုက်အဲ့မှာလုံးနေနေမှာဟိုအဆင်မပြေရရှင်ကျွန်တော်မေးပါတော့အဲကျွန်တော်သိသလောက်ကတော့ကျွန်တော်ရှင်းပြပေးမယ်အဲ design လာတဲ့ designer တွေက design ဆွဲခြင်းတယ်ဆိုတော့သူတို့ဆွဲကိုယ်တိုင်ဆွဲတယ်ဟိုကျွန်တော်ပြောပြနိုင်တာရှင်းမေးကျွန်တော်အကုန်ပြောပြအဲ့လိုမျိုးဟို designer ဆိုရင်တော့ညွှန်းလို့ကောင်းတယ်ပေါ့ပြင်လူကျတော့ခုနပြောလို့အဲ design ကိုပဲ AI တို့ကတော့အခြေခံတက်ထားမှာကျွန်တော်လည်း share ပြီးလို့ကောင်းမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောလို့ပေါ့အဓိကတော့ကိုရိုင်းကလည်း passion ရှိဖို့တော့လိုတာပေါ့နော် passion ရှိပြီးတော့ကိုကအခြေခံအောင်တက်ထားတော့မှပဲရှင်းပြရလူကလည်းရှင်းပြတဲ့ခါမှာလည်းနားလည်မှာပေါ့နော်အဲ့တော့ဟိုတော်တော်များများရှိရဲဟိုကျွန်တော်တွေ့ဘူးတာပေါ့နော်တော်တော်များများဥမာ free class တွေပါတယ်ဆိုပြီးတော့ပြေးတက်လိုက်ကြရပေါ့နော်တကယ်တမ်းကျရင်မှာသင်တန်းတွေတက်ကြရင် free class တွေတက်ကြရင်ပြေးဘာမှမတက်ဘူးပေါ့နော်တကယ်တမ်းတော့သင်နေဆိုတာကတကယ်တမ်းတော့တင်ကျင်တဲ့ဆိုရဲစိတ်ထက်ဘယ်လိုပြောမလဲ attention ပေးတတ်ဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒါကိုသေသေးချာချာ attention ပေးတတ်ဖို့လိုတယ်ပေါ့နော်အချို့ကကြောက်ဒါကိုတက်လိုက်တယ်ဒါပေမဲ့ attention မပေးတဲ့အခါမှာမတက်ဘူးပေါ့နော်အဲ့ခါကျရင်ဘယ်လိုဖြစ်လဲဆိုတော့အခြားလူသွားမိလေကိုမသိတဲ့အောင်ရှင်းပြတဲ့အခါမှာဒါဘယ်လိုပြောမလဲဟိုလူကလည်းကိုမသိတဲ့အောင်ပြောတယ်ပေါ့နော်ဒါပေမဲ့ဟိုကလည်းသေချာပြောပြရင်ကိုကနားမလဲတာပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေအမြဲတမ်းပြဿနာတက်တယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ဒီ messenger မှာလာမေးတယ်ဆိုရင်လည်းစာရိုက်ပြီးမေးတယ်ပေါ့နော်ဘယ်လိုလုပ်အောင်လဲပါဟို software တခုကြောင်းရှင်းပြတာကြတော့စာရိုက်ပြီးပြန်ပြောရင်ဟိုအရင်ကျေတော့ပေါ့နော် तू မေးတာတကူကိုကအဲ့ဒါကိုပြောတယ်I mean အဲ့ဒါကိုလည်း तू ကထပ်မသိတဲ့ခါကျထပ်ပြောရမယ်ဟိုစာနဲ့အဆင်မပြေဘူးအဲ့ဒါကြောင့်ကျွန်တော်ဖုန်းဆက်လိုက်ပါတော့အဲ့လိုဒီရင်တော့ကျွန်တော်ဖုန်းနံပါတ်ရေးဖုန်းဆက်ပြီးမေးပါရတယ်ကျွန်တော်ပြောတယ်ဟုတ်ပြောတဲ့ဟိုမေးတဲ့လူကလည်းနည်းနည်းပါသိကျင်တဲ့အခြေခံလောက်တော့ကိုပါသိကျင်လဲဆိုတော့အခြေခံလောက်တော့သိလာမှာပေါ့နော်ကျုံမို့ဆိုရင်ဟိုဘယ်လိုပြောရမလဲရှင်းပြရလူပဲမောရမယ်ဘာမှမသိရဲ့ပုံစံမျိုးဖြစ်သွားတတ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ကလက်ရေးပိုင်းနဲ့ကျွန်တော်တို့ရေးပြတဲ့ခါလွယ်တယ်ပေါ့နော်လက်ရေးလေးဟိုစလုံးလေးပြောရင်တို့မြန်မာဒီလက်ရေးပဲပြီးတော့အဲ့ဒါစာရိုက်လို့ရသွားတယ်ဒီနှစ်ဆင့်ပဲမြင်ရတယ်ဆိုတော့လွယ်တယ်ပေါ့နော်အဲ့ကကြောတော်တော်များများကျွန်တော်တို့လက်ရေးလေးနဲ့ဖောင်းလုပ်ရှင်တယ်လို့ပြရမလားဒီပိုင်းလေးလုပ်ကြည့်ရှင်တယ်လို့ဖြစ်ကြတယ်ပေါ့နော်ဒါကတော့တို့ပြောလို့မရပါဘူးနော်တို့အမြင်ကဒီလောက်လေးပဲကျွန်တော်တို့အားဆိုင်တာမြင်ရတာဆိုတော့ဒီကတိုင်းကျတော့ကျွန်တော်လည်းအဲ့လိုချက်ချင်း hash လောင်းလုပ်ပြီးလို့မရတဲ့အခါကျတော့အဲ့လိုမျိုးအဲ့လိုတော့ရှိတယ်ဟာအဲ့တော့ကျွန်တော်ခုနအကူပြောရင်မေကုန်းလေးနဲ့ပေါ့နော်စဉ်းစားမိပါဗာလဲဆိုတော့လက်ရေးလေးနဲ့အကူကျွန်တော်လက်ရေးနဲ့ font လုပ်ရော customize font တွေလုပ်လို့ရလာပေါ့နော်ကျွန်တော်လက်ရေးနဲ့ customize font တွေလုပ်လို့ရလာအကူကျွန်တော်သိချင်တာရတယ်ဆိုတာဟိုဒီမြန်မာစာမို့ခတ်နေရပါတကယ်ပြောရင်မြန်မာမလို့ခတ်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်ကိုစောနာပြောလို့ AI add-on တို့ဘာလို့ဒါမှမဟုတ် website တွေပိုင်းတော့ရှိရဗျာတို့အဲ့မှာဒီ PDF file မျိုးပဲတောင်းပြီးကိုယ့်လက်ရေးကိုဖြည့်ပြီးအဲ့ဒါဟိုပြန်ထည့်လိုက်လို့ရှိရင်အင်္ဂလိပ် font ထုတ်ပေးတဲ့အားမျိုးရှိတယ်အင်္ဂလိပ်စာအလောက်တော့မြန်မာစာမှာစောနာပြောလို့ဒီရင်းနှီးစနစ်တွေမတူတဲ့အတွက်ကြောင့်အဲ့လိုနည်းနည်းခတ်နေရပါတော့အဲ့တော့ရတယ်စောနာပြောလို့ဘယ်လို font မျိုးပဲဖြစ်လုပ်လို့ရတယ်ဟုတ်ကျေးဇူးပါဗျအဲ့တော့နောက်မေကွန်းတစ်ခုอ่ะပေါ့နော်ကျွန်တော်အဓိကသိချင်တာပေါ့နော်သိချင်တာကဘာလဲဆိုတော့ခုနဒီဘယ်လိုပြောရမလဲ font ရောင်းနေဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီ local မှာတွေ့တာဘာလဲဆိုတော့အကိုတို့ font တွေရောင်းတဲ့အခါမှာဈေးတွေတော်တော်သက်သာတယ်ပေါ့နော်ဘာလို့ကျွန်တော်တို့ဟိုမှာ alpha တို့ဘာတို့မှာ font တစ်ခုဝယ်တယ်ဆိုရင်ပဲအနည်းဆုံးက30 19 20လောက်ဆိုတာတော်တော်သက်သာတဲ့ဟာမျိုးတွေမှာရှိရပေါ့နော်တကယ်ဟိုဟာမျိုးဆိုရင်တကယ် professional တကယ်ဟို
ကယ်မိုက်တဲ့ဟာမျိုးဝယ်တယ်ဆိုအနည်းဆုံး50လောက်ပေးရတယ်ပေါ့နော်ကျွန်တော်ဆိုအရင်တော့ကဒီပြီးခဲ့တဲ့လပါပဲ event တစ်ခုသုံးဖို့အတွက် font တစ်ခုဝယ်ရတယ် font တစ်ခုတွေ$50နီးပါးလောက်ပေးလိုက်ရတယ်ပေါ့နော်အင်္ဂလိပ် font တစ်ခုအဲ့တော့တော်တော်ကြီးကိုကွာဟာချက်များတယ်ပေါ့နော်ကွာချက်များတယ်ဆိုတော့အခုတို့ဒီ font ရဲ့ဒီဈေးတစ်ခုကိုယူတဲ့အခါမှာအခုတို့ဘယ်လိုမျိုးစဉ်းစားပြီးတော့ယူလေးရှိလဲပြီးတော့အခုတို့လုံနေတာနဲ့ပတ်သက်ပြီးတော့အဲ့အမျိုးတွေကအခုတို့တန်တယ်လို့ထင်တာပေါ့နော်ဒီ font ရောင်းတဲ့ဟာနဲ့ပတ်သက်ပြီးတော့တန်တယ်လို့ထင်တာတော့အဲ့လိုမျိုးပြောကြရပါတော့အထူးသဖြင့်ဟိုသုံးတဲ့လူတွေကတော့သိရပါတော့ကျွန်တော်ဒီဇိုင်နာရှင်းနေဆိုကျွန်တော်စီနီယာတွေပါတယ်ပြောနင်း1000 2000လောက်ရောင်းပါလားဘာလို့မှလဲအဲ့လောက်ကြီးလုပ်ပြီးတော့နေရမှာနင်း3000 5000လောက်နဲ့မရောင်းပါနဲ့ပေါ့ဒါပေမဲ့ဇွန်နာပြောဈေးကွက်ကိုပြန်ကြည့်တဲ့အခါကျတော့လေဖောင်းဆိုတာဝယ်300မှန်ကတိကျအသိမကြသေးဘူးပေါ့နော်ပြီးတော့ဒါတော့မှကျွန်တော်တို့က Unicode system တွေဖြစ်တယ်ကျွန်တော်တို့ဘယ်လောက်အားစိုက်ထိုးရပါတယ်တွေရှင်းပြထားလို့လားဒီ9000လောက်နဲ့ရောင်းတာကိုသူတို့ကအပြစ်မမြင်တာပေါ့ဒီဘာလို့အရင်တော့ဝင်းနေပါတယ်တောင်ပြန်1000ဆိုတော့ကျွန်တော်တို့က Unicode မှာသူ့ရဲ့နည်းနည်းလေးခုံတက်ပြလို့ရတာပေါ့နော်စထွက်တယ်အလေးရမှာတောင်းငန်းနေဆိုရင်ဝယ်ကြတော့မှာမဟုတ်ဘူးနေရာမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာဖောင်းအရင်ဆိုဝယ်ရမှန်းမသိတဲ့အနေပြီးတော့ဝယ်ရမှန်းသိတဲ့အဆင့်လေးကိုပဲတွားလို့ရသေးရောတန်ကြီးဘယ်လောက်မြင့်နေဆိုရင်အဆင့်တွားဖို့ကျတော့နောက်တစ်ဆင့်အလောက်အောင်ပါဟုတ်ကဲ့ကျွန်တော်အမြင်က personally ရပြောမယ်ဆိုရင်တော့တော်တော်မြန်မာနိုင်ငံမှာတက်တာရပေါ့နော်မြန်မာဖောင်းနေပြီးတော့ခြားနိုင်ငံမှာဆိုရင်လည်းအခုခုနပြောသူပဲ tutorial လေးကြည့်ရတာလွယ်တယ်ပြီးတော့လောက်ရတာလည်းလွယ်တယ်ဒီက customize font တွေတော်တော်များများကိုသူတို့ရှိရ AI နဲ့တောင်ဆွဲလဲရတယ်ပေါ့နော်နောက်ပိုင်းဆိုအဲ့တော့အဲ့ဒါမျိုးတွေတောင်မှသူတို့ဈေးတွေအများကြီးရကြရပေါ့နော်ယူကြရအခုတို့ဒီ local ဘက်က artist တွေကြတော့ဈေးနည်းနည်းနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါ community တစ်ခုကို support လုပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့တစ်ခါပြောချင်တာကျွန်တော် font ကိုဝယ်သုံးကြပါဝယ်ပြီးတော့အဲ့လိုပေါ့နော်ဈေးကွက်တိုးတက်အောင်လဲဝိုင်းပြီးတော့ကျွန်တော်တို့ share လုပ်ပေးကြပါပေါ့နော်ဟုတ်အဲ့တော့နောက်မေးခွန်းလေးတစ်ခုမေးမယ်ပေါ့နော်အဲ့တော့အခု personal နဲ့ဆန်တဲ့မေးခွန်းပေါ့နော်ဆရာတဲ့ design လောကတွေကိုဘယ်အရွယ်လောက်ကစရောက်တာလဲဗျာတဲ့ design ကကျွန်တော်ကနောက်ကြတယ်ပေါ့နောက်ကြကျွန်တော်2016လောက်မှာ designer တက်တာပေါ့တော့ကျွန်တော်ရန်ကုန်ရောက်တော့2017လောက်မှာရောက်တယ်ကြားထဲမှာကျွန်တော်ခင်မှာ design ကနည်းနည်းလမ်းဝေးတယ်ပေါ့အဲ့တော့ကျွန်တော်အဲ့ခင်မှာကျွန်တော်ဘာလုပ်လဲဆိုကျွန်တော် computer service နဲ့ networking လုပ်တယ်ဒါပေမဲ့ Photoshop တွေပါရတော့အဲ့မှာသုံးနေပေါ့နော် tutorial တွေပါကြီးဖြည့်ညက်ကတ်တွေပါရတော့လုပ်နေပေါ့ဒီလိုလေးပါလေးလုပ်ပေါ့ဒါပေမဲ့ design ကကျွန်တော်2016လောက်မှာကျွန်တော်ဒီ social media အရင်ခေတ်စားလာပြီ page တွေပါထောင်းလာကြပြီဆိုတော့အဲ့မှာဒီအဲ့ company မှာရှိတဲ့ဆရာတွေကလည်း design ဆရာတွေရှိရပေါ့အဲ့သူတို့ကလည်းအားပေးတယ်ကျွန်တော်အဲ့လိုရှောက်ကလိနေရတယ်မြင်လောက်ပေါ်ဖြစ်ဖြစ်များများဒီနေ့လေးပါလေးတက်လာကျန်တာကတော့တင်ပေးမယ်ဆိုပြီးအဲ့2016လောက်မှာကျွန်တော်ဝင်ပြတာဟုတ်ကဲ့ပါဗျအဲ့တော့နောက်တစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုအကြတော့ဗာလဲဆိုတော့font နေဖန်တီးဖို့ဘယ်ချက်တွေသိဖို့လိုလဲဗျာတဲ့ဘယ်အပိုင်းတွေကိုသတိထားပြီးလေ့လာရမလဲဗျာတဲ့ဆွမ်းနာပြောလို့ပေါ့ basic ကိုသွားခြင်းနဲ့ဆိုရင်တော့ design basic ရယ်ဆွမ်းနာဒီ software သုံးပြီးပေါ့နော် AI တို့ဘာလို့သိတယ်နေပေါ့နော်ဒီ AI တို့ဘာလို့လောက်ဒီ Adobe CD လောက်သိရဆိုလို့ရှိရင် font software လေ့လာတာအရင်မခက်ဘူးပေါ့ဘာလို့ဒီသွားတဲ့သဘောတရားတွေအတူတူပဲပေါ့နော်ဒီပန်တူးတွေဒီလေယာသဘောမျိုးတွေနဲ့ပဲသွားတာပေါ့နော်အဲ့တော့အဲ့ကောင်တော့အရင်သိတယ်နေပေါ့နော်အဲ့သိပြီဆိုရင် font software ကိုထပ်လေ့လာတာအရင်မခက်တော့ဘူးဟုတ်ကဲ့ပါဗျအဲ့တော့ကျွန်တော်တို့9နာရီကြာရင်ကျွန်တော်တို့ဒီ webinar ပေါ့နော်ပြီးတော့မှဖြစ်တဲ့အတွက်မေးချင်တဲ့မေးခွန်းတွေကိုအောက်မှာမေးထားလို့ရပါတယ်အဲ့တော့နောက်မေးခွန်း9ခုလောက်ထိကျွန်တော်လက်ခံမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ live play webinar live play ကိုတစ်ချက်ချက်နာမယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိတော့ဒီမေးခွန်းလေးတွေမေးထားတဲ့မေးခွန်းလေးတွေဆက်ပြီးတော့မေးသွားလိုက်မှာပေါ့နော်ကိုစင်ပို့ကိုအဲ့တော့ဒီနောက်တစ်ခုမေးခွန်းတစ်ခုကဘာလဲဆိုတော့ဒီပေါ့နော်အကိုခုနကတဲ့ AI edit on software ဆိုပြီးတော့ပြောသွားလို့မေးချင်တာပါတဲ့အခု AI ဒီ typography နဲ့ပတ်သက်ပြီးတော့ခုနလက်ရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုရင်ဘယ်ဟာမျိုးသုံးလို့ရလဲဆိုရမေးတာနေပြီကျွန်တော်ထင်တော့ဟုတ်မဟုတ်အဲ့တော့ software ကိုမေးရတယ်ဟုတ်အဲ့တော့ software အဲ့ဒါတော့ကျွန်တော်အဲ့စလုပ်တော့ပဲကျွန်တော်သတိထားမိရပါနာမည်ရွာတော့မေးသွားဒါပေမဲ့ Google မှာရှာကြည့်လွယ်ပါတယ်AI အဲ့တော့ဒီ font create လုပ်ရတာပေါ့ကျွန်တော်အဲ့လွယ်တဲ့ဟာတွေတိတ်မမှတ်ဘူး Google မှာရှာလို့ရတဲ့ဟာတွေကျွန်တော်မမှတ်တော့ဘူးအဲ့လိုပဲရှာလိုက်ရတယ်အဲ့ဆို font software လို့ရှာလိုက်ရပါတယ်ဟုတ်နောက်တစ်ခုကလည်းနည်းနည်းဟို personal ဆန်တဲ့အကိုမေးကုန်ပေါ့နော်ဆရာ designer ဘောကဘယ်လိုစခဲ့တာလဲတဲ့
ဆောနာပြောသလိုပေါ့နော်ဒီဇိုင်းကတော့စောရကျွန်တော်ဝါသနာပါတယ်ဒါပေမဲ့ကျွန်တော်ခင်မှာဟိုဒီဇိုင်းလုပ်ဖို့ဆိုတာတော့ကျွန်တော်လက်လန်းမိတလောက်ကသိတာဆိုလို့ဒီ line တက်ပုံရိုက်တဲ့နေရာရဲ့အဲ့ဒါနည်းနည်းမြင့်သွားဆိုတော့ magazine ထုတ်တဲ့နေရာရဲ့ပါတယ်ဒါတော့ပဲကျွန်တော်သိရပါအဲ့စာတွေရမ်းများရရတာမျိုးတွေပါပြောတယ်ကျွန်တော်သိမတန်အားမတန်ဘူးအဲ့ဒါနဲ့အဲ့မှာမလုပ်ဖြစ်လိုက်တာပါအဲ့ဒီ social media ခင်မှာကျတော့ကိုကဆရာကြီးနဲ့တွေ့သွားမှတခြားသိကြပါဒီကိုက web design တွေလည်းရှိတယ်ဒီ graphic design တွေလည်းရှိတယ်အဲ့လိုသိသွားမှပဲတခြားပြောင်းပြတာပေါ့နော်အဲ့ပါဟုတ်ကဲ့ကောအဲ့တော့ခုနမေးထားတဲ့တယောက်ကသူရိန်တင်ကကျွန်တော်တို့မေးခွန်းထပ်ပြီးပြန်မေးထားတယ်ပေါ့နော် AI added on ဆိုတာတဲ့အခုပြောသွားပြီပေါ့နော်အဲ့တော့အခုကိုယ်တိုင်ရော AI added on နဲ့ font making software ဘယ်ဟာကိုပိုကြိုက်လဲပေါ့နော်အဲ့ဒါကိုမေးချင်တာတဲ့အဲ့တော့ကျွန်တော်ကလက်ရှိ AI added on တခုကိုသုံးပြီးတော့လုပ်နေရပေါ့နော်အဲ့တော့အခြား software တွေလည်းစမ်းကြည့်ချင်လို့ပါတဲ့စမ်းသုံးကြည့်ချင် AI အဲ့တော့ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်သူကအင်္ဂလိပ်စာတော့ကအရန်လွယ်တယ်ပေါ့နော်ပေါင်းဆွဲပြီးတော့ဒီ AI မှာဆွဲပြီးတော့အဲ့တော့လည်းပြစ်ထည့်လိုက်တာနဲ့ပေါင်းဖြစ်တယ်ပေါ့နည်းနည်းပါးညှိရုံလောက်ပဲအဲ့မှာကျွန်တော်ဒီပေါင်းကျွန်တော်အဲ့မှာ paper ရှင်းနဲ့မဆန်းကျင်သေးဘူးပေါ့အဲ့မှာကျွန်တော် free ရတဲ့ဒီပေါင်းဖို့နဲ့စဆန်းတယ်ပေါ့နော်သူကတော့လုံးဝ 100% free ပေးတာအဲ့ကောင်နဲ့စဆွဲတယ်ပေါ့နော်အဲ့မှာဆွဲရပြီးရကျတော့မြန်မာသားဖန်တီးဖို့ကျတော့အဲ့ကောင်လောက်နဲ့ဒီမလုံးတော့ဘူးအဲ့တော့အင်္ဂလိပ်စာဒါပေးတယ်ပေါ့နော်ဆိုမြန်မာသားဖန်တီးဖို့ကျတော့အဲ့ font software တခုပြီးတာသုံးပြီးတော့လုံးမအောင်ပို့ပြီးတော့ကောင်းမှာပေါ့ကျွန်တော်အဲ့တော့မြန်မာသားလုံးမယ်ဆိုရင်တော့ font software တခုကိုလေ့လာသိချင်တယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့ကျွန်တော်တို့ခုနပြောတဲ့မေးကိုပြန်ပြီးတော့မေးလာတဲ့လူရှိရပေါ့နော်သူမေးလဲဆိုကိုဆန်လင်းအောင်ပေါ့နော်ဒီကပါလဲဆိုဆန်လင်းအောင်ဟုတ် font license နဲ့ပတ်သက်ပြီးပြောပြပေးပါအောင်ねအခုလူလာတော့မသိဘူးပေါ့နော် online နဲ့ပတ်သက်ပြီးကျွန်တော် page မှာလည်းရေးထားပါတယ်အဲ့ mm-type foundry ပေါ့နော်အဲ့ဘဲရဲ့ page မှာလည်းရှိပါတယ်ကိုဆန်လင်းအောင်အဲ့လိုပါလေလားနောက်နေသူရေးထားတာလည်းရှိတယ်ကျွန်တော်ရေးထားတာလည်းရှိတယ်ကျန်တဲ့လူတွေလုပ်ကြတယ်လို့ဟုတ်ကဲ့ပါဗျအဲ့တော့နောက်တစ်ယောက်ကတော့ကိုအီခိုင်ပေါ့နော်အီခိုင်ကျတော့ဘာလဲဆိုတော့ font software တွေမှာဆရာဘယ်အောင် recommend လုပ်ချင်ပါတယ်ခင်ဗျားတဲ့ open source ရှိတာတဲ့ open source ကဆိုတော့အဲ့ font course ကတော့ကောင်းလို့မလို့ဒါပေမဲ့ design ပိုင်းတွေပါကျွန်တော်သူကနည်းနည်းသိမကောင်းဘူးပေါ့နော် font lab တို့ပါတော့မကောင်းဘူးfont lab ကတော့ဒီနိုင်ငံမှာသုံးရင်တော့လွယ်ပါတယ်လွယ်ပါတယ် software တွေရှိပါတယ်အဲ့ကောင်ကတော့ပို့ပြီးတော့လောက်ရတာကောင်းတယ်ပေါ့နော်တက်ရတယ်နော်ဟုတ်ခဏကိုဆန်လင်းအောင်တော့ရောက်သွားတာနောက်ကျနေလို့ပြောရတယ်မသိလိုက်လို့လေပြောကျွန်တော်တို့တော့ပြောပြပါတယ်နောက်မှတော့ခဏပြင်မှာတော့မတွေ့ရသေးဘူးနောက်မှတွေ့โอเคပါအဲ့တော့ဟိုပါပေါ့နော်ကျွန်တော်အဓိက9နိုင်လေထိုးတော့မှာဆိုတော့ကျွန်တော်အဓိကမေးချင်တဲ့မေးခွန်းလေးပြန်သွားလိုက်မယ်ပေါ့နော်အဲ့တော့ဘာမေးချင်တာလဲဆိုတော့အခုဒီ font လုပ်မဲ့ junior graphic designer ရှိမယ်ပေါ့နော်အခုလည်းတော်တော်များများကကျွန်တော်ရှိမှာအခုခုနပြောသူပဲ font 3ရမှန်းသိလာပြီပေါ့နော် font ဝယ်3ရမှန်းသိလာပြီပြီးတော့ logo တွေဆွဲတဲ့အခါမှာလည်း customize font အနေနဲ့ဆွဲတာကိုလူပို့ပြီးစိတ်ဝင်စားလဲဆိုတာသိလာပြီပေါ့နော်သိလာအောင်နောက်ပိုင်းဒီ font လုပ်တဲ့ junior graphic designer တွေဒီအောင်စိတ်ဝင်စားတဲ့ဒီ graphic designer တွေရောအခုအနေနဲ့ဘယ်လိုမျိုးစကားမျိုးပြောချင်တယ်ပေါ့နော်အဲ့တော့ဒီစောင်းရန်ရှောင်းရန်ဒါမှမဟုတ်အားပေးတာပေါ့နော်အခုကြိုက်တဲ့ဟာလေးတစ်ချက်လောက်ပြောပြပါဗျာဆွမ်းနာအရှိမှပြောခဲ့တယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ဝါသနာပါတာလားစိတ်ဝင်စားတာလားကွဲဖို့လိုတယ်ပေါ့နော်ဒါကျွန်တော်တို့အများစုဖြစ်ခဲ့တယ်တော့ဗီဂျီဆွဲရလူတိုင်းကဝါသနာပါရခင်ကြရပါဒါပေမဲ့တကယ်လုံးကြီးတဲ့ခါကျတော့မဟုတ်ဘူးတဲ့ရှိရပါအဲ့လိုမျိုးသိကျင်နေဆိုတော့ကျွန်တော်ဆွမ်းနာပြောတယ်ပထမဆုံးစဉ်အခရာကြီးပြီးအောင်ရေးကြည့်ပါအဲ့လောက်ရေးနိုင်တဲ့ပြပြမြောင်မြောင်ရေးနိုင်တယ်အစိုးပေါ့နော်အဲ့လိုရေးပြီးရင်ဖောင်းစောဝဲတခုထက်လေးလာရမယ်ပေါ့နော်ဖောင်းစောဝဲတခုလေးလာပြီးတော့ဆွမ်းနာဒီဖောင်းပြအောင်လုပ်တဲ့အပိုင်းတွေပေါ့ဆွမ်းနာပြောလို့ကျွန်တော်အရှိကံပြောသွားတဲ့ဟာရှိတယ်အဲ့ဒါနဲ့တော့ကြည့်လို့အဲ့မှာအဆင်ပြေပြီဆိုရင်တော့ဒါအဲ့မှာလည်းအဆင်ပြေတယ်ကိုကလည်းကျင့်တတ်တယ်ဒါမျိုးထပ်လုပ်ရှင်တယ်ဆိုရင်တော့အားပေးတယ်ပေါ့နော်လုပ်ပေါ့အဲ့မှာဘာတစ်ဆင့်လောက်အောင်လဲဒါဆွမ်းနာကတော့ကိုယ့်ကိုစမ်းတဲ့အဆင့်လောက်ပေါ့နော်ဒါမျိုးကစမ်းကြည့်ပေါ့နော်အဲ့ကနေပြီးတော့အခါကြီးငွေယူပြီးတော့ရောင်းတာတို့ professional ဘက်နဲ့ professional တော့မဟုတ်ဘူးနော်ကျွန်တော်လုပ်နေဆိုတာလည်းပို့ပြီးလုပ်ဖြစ်တာပဲရှိအဲ့လိုလုပ်ရှင်နေဆိုတော့ကျွန်တော်ဆွမ်းနာပြောတဲ့ဒီ obligate နဲ့ပတ်သက်တဲ့အပိုင်းတွေဒီစနစ်တွေ gunning location အပိုင်းတွေပေါ့နော်သူတပြည့်မြန်မာဒါစနစ်တွေမှာကျွန်တော်တို့ကပေါ်ထုတ်ဖို့အများကြီးလိုသေးတယ်ပေါ့နော်ကျွန်တော်တယောက်တည်းလည်းမရဘူးကျွန်တော်3-4ယောက်လောက်နဲ့မရဘူးပေါ့နော်အင်္ဂလိပ်စာတွေမှာဒီ function တွေကအသေးစိတ်ရှိရပြအတိအကျရှိရဒီမှာအထူးဘယ်လောက်ထားရမယ်ဘာဘယ်လောက်ထားရမယ်
design ဒီပဲတိုက်ထဲမှာပါတယ်ဆိုတာတွေရှိရပါတော့အဲ့ဒါတွေကျွန်တော်တို့ရှိမှအများကြီးဖော်ထုတ်ဖို့လိုသေးရပါတော့အဲ့တော့ဟိုဒီအခါချင်းကိုယူပြီးရောင်းမယ်ဆိုရင်တော့အဲ့ဟာတွေကိုတက်နိုင်လာလေးလာပြီးတော့ထည့်ပါတော့ဒီ function ဒီကောင်းမွန်တဲ့ font တစ်ခုဖြစ်အောင်ကြိုးစားပြီးမှရောင်းနေခြင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျဒီအောက်မှာလဲကိုစံလင်းအောင်ကသူစောက်သုံးကိုလည်း recommend ပေးသွားရပေါ့နော် recommend ပေးသွားရဆိုတော့ကိုစံလင်းအောင်လည်းကျေးဇူးပါပေါ့နော်အဲ့တော့ဒီပေါ့နော်ကျွန်တော်တို့ webinar အဓိကတော့ဒီနေ့ကိုစင်ဘိုနဲ့ဒီ type face တွေဘယ်လိုပြုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးပူတာပေါ့နော်အဲ့တော့ဒီမှာကိုစင်ဘိုကိုစံလင်းအောင်ကမေကွန်းတစ်ခုပြန်မေးထားရပေါ့နော် percentage ဆန်တဲ့မေကွန်းပေါ့နော်ကိုစင်ဘိုထွက်သမျှဖောက်နေတဲ့မှာအားရဆုံးဖောက်မေးပေးပါတဲ့ဘာကြောင့်အကြိုက်ဆုံးပြစ်တာလေအားနေချက်တွေအားတာချက်တွေနဲ့သုံးတဲ့နေရာလေးပေါ့တဲ့ဟုတ်တယ်အဲ့ဒါလည်းရေးကြည့်ရပါတော့ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ကပထမဆုံးဇွန်နာအချက်တွေကပြောရမယ်ဆိုတော့ကျွန်တော်အကြိုက်ဆုံးဖောင်းအောင်ပြောပါဆိုတော့တက်ဝင်းပြီးပြောသလိုပဲနောက်လုံးမဲ့ဖောင်းအကြိုက်ဆုံးလက်ရှိလုံးပြီးသွားတဲ့ဟာတွေမှာတော့ဒီအားနေချက်အားတာချက်တွေကိုကြည့်ပြီးအားနေချက်တွေတော့များတယ်ပေါ့နော်လိုအပ်ချက်တွေကိုကြည့်ပြီးတော့နောက်တစ်ခုမှပိုကောင်းအောင်လုပ်မယ်ပေါ့ဒါပါပေါ့ဘယ်လိုတောင်းအောင်လဲဘယ်လိုတွေတွေးရအောင်လဲဆိုတော့ဒါကျွန်တော်ဒီဇိုင်နာတွေရဲ့အကူအညီလည်းအများကြီးလိုတယ်ပေါ့ဘာလို့လဲဆိုတော့အင်္ဂလိပ်စာမှာဆိုရင်ကျွန်တော်ဒီမှာဆွဲနဲ့ဆန်ဆွဲနဲ့တွဲသုံးမှာတော့ဒီဘယ်လိုတွဲရမယ်လို့ဆိုတဲ့အတွဲဆက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ဒီဇိုင်နာတွေတက်နိုင်တော့ကူညီပြီးတော့ဒီဟာဟိုသုံးရမယ်ဟာတွေကိုရှာဖွေဖော်ထုတ်ပြီးဖို့လည်းလိုတယ်ပေါ့နော်ဒါကျွန်တော်တို့တယောက်တည်းနဲ့တော့မရဘူးဟုတ်ကျေးဇူးပါကောအဲ့တော့ဟိုပေါ့နော် webinar လေးအဆုံးမသက်ခင်မှာအကိုဒီကမေးချင်တဲ့မေးခွန်းလေးထပ်ရှိလာပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့အကိုထပ်ပြီးတော့ဒီ font နေနဲ့ပတ်သက်ပြီးတော့ဘယ်လို font နေထပ်ထုတ်ဖို့ရှိလဲ future plan နေနဲ့ဘာလုပ်ဖို့ရှိလဲကိုစင်ဘိုအနေနဲ့ရောဆောင်းနာပြောလို့ပါအဲ့ဒီပေါင်းမှာကျွန်တော်မြန်မာစာမှာမရှိသေးတဲ့ဒီဆောင်းနာ optical adjustment တွေကြောင်းပို့ပြီးတော့လေးလာဖို့နဲ့နောက်ဒီမြန်မာစလုံးတွေကိုဒီနိုင်ငံစလုံးတွေလိုပဲပေါ့နော်အဲ့လိုပို့ပြီးကျွန်းတွင်ကျဲပို့ပြီးတော့ function တွေများလာတဲ့ဟာမျိုးတွေဖြစ်အောင်နည်းနည်းချင်းပြီးတော့ကျွန်တော်တို့လေးလာတော့အောင်ပေါ့မှန်တယ်ပြောအခုကျွန်တော်လုံးနေပေါင်းနေဟိုစမ်းသက်ဆယ်အဆင့်တွေပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားထားရပေါ့နော်ဒါပေမဲ့ဘလို့လေးလာတာအင်္ဂလိပ်စာလေးလာပြီးတော့မြန်မာမှုပြုရတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေကတော့အများကြီးရှိနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဗျအဲ့တော့ကျွန်တော်တို့ဒီ webinar လေးကိုတော့ဒီလောက်နဲ့ပဲကျွန်တော်ရန်နာမယ်ပေါ့နော်အဲ့တော့ဒီကဖြည့်ပေးတဲ့ကိုစင်ဘိုကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုစင်ဘိုကိုလည်းအဓိကမေးချင်တဲ့မေးခွန်းတွေကတော်တော်များကြတယ်ပေါ့နော်များကြတယ်ဆိုတော့အဓိကကျွန်တော်နောက်တစ်ခေါက်လည်းကိုစင်ဘိုကိုထပ်ပြီးတော့ participant လုပ်ဖို့အတွက်ကျွန်တော်ထပ်ပြီးတော့ဖိတ်ခေါ်ပါတယ်ပေါ့နော်အဲ့တော့ကိုစင်ဘိုအားတဲ့ချိန်မှာကျွန်တော်ရှိမှလာပြီးတော့မေးခွန်းတွေမေးတဲ့လူတွေကိုလာပြီးတော့တစ်ချက်ဖြည့်ပေးပါအောင်ဗျပြီးတော့ font နဲ့ပတ်သက်တဲ့ဟာလေးတွေလည်း share လုပ်ပေးပါအောင်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်တို့ community တခုဆိုတော့အကုန်လုံးတူတူသွားဖို့တော့လိုတယ်ပေါ့နော်လိုတယ်ဆိုတော့ကိုစင်ဘိုအနေနဲ့လည်းအဓိကနေရာကနေပြီးတော့မှရှင်းပြပေးပါအောင်ပေါ့ဘယ်လိုရက်သွားလားဟုတ်လိုက်ကြပါလို့ထင်ပါတယ်ဆောနာကျွန်တော်တို့ဒီဖောင်းနေရကျွန်တော်ရေးတဲ့လူတွေကလည်းလိုသလိုဟိုအသုံးပြုတဲ့လူတွေကလည်းဒီမြန်မာသားတွေဟိုတွဲဆက်တွေကိုရှာဖွေဖော်ထုတ်ဖို့တွေလိုတယ်ပေါ့နော်ဒါကတော့ဟိုဒီဇိုင်နာတွေဟိုကျွန်တော်အဓိကအဲ့လိုမျိုးလုပ်စေချင်တယ်ပေါ့နော်ဘာလဲဆိုတော့အခြေခံလည်းရှိပြီးသားဖြစ်တဲ့အတွက်အဲ့လိုပေါ့ဟောအားလေး line ကြနေအောင်ကျွန်တော်တခုလောက်မေးရင်တော့အကိုစင်မို့အဲ့ font နေရေးတဲ့နေရာမှာလေအခက်ဆုံးအခက်ရလေးဆိုရင်ဘယ်အခက်ရလေးဖြစ်မှလည်းမသိဘူး design ဆွဲဖို့မြန်မာစလုံးနေမှာဆိုရင်ဒီအင်္ဂလိပ်ဟိုအနေနဲ့မတူတဲ့အပိုင်းတွေအများကြီးရှိပါတော့ဟုတ်ခက်တာဘယ်လိုမျိုးရှိလဲဆိုတော့မြန်မာစာဒီ direction တွေကလည်းဟိုအခုဒီအတီးကြမရှိဘူးပေါ့နော် left right ဖြစ်ရင်လည်းဖြစ်မယ်အပေါ်မှာလာတွဲတဲ့စလုံးလည်းရှိရအောက်မှာလာတွဲတဲ့စလုံးလည်းရှိရပေါ့နော်အဲ့တဲ့ခါကျတော့ဒီ design ပေါ်မှာမူတည်ရပေါ့နော်ဥပမာအပြင်ဒီဝါလုံးဖောင်းလို့လိုမျိုးရိုးရိုးမှာဆိုလို့ရှိရင်သူ့ရဲ့ခက်ခဲတဲ့စလုံးတွေကတစ်မျိုးပေါ့နော်ပြင်ဒီ၄တောင်းလိုမျိုးအပေါ်အောက်ရှည်လိုက်တဲ့အခါမှာဒီမှာ power ထုတ်လို့ပါလို့ဆိုရင်ဒါနည်းနည်းဖန်တီးရခတ်သွားပြီပေါ့နော်ဇာကိုရဲလို့အဲ့လိုပေါ့နော် design ပေါ်မှာမူတည်ပြီးတော့စလုံးတိုင်းခတ်နိုင်တယ်ပေါ့နော်အဲ့တော့ဟို design ပေါ်မှာအဓိကမူတည်ရပေါ့နော်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်မိကုန်းနေအများကြီးဖြည့်ပေးလို့လည်းကျေးဇူးပါဗောနော်ဒီနေ့အဲ့တော့ကျွန်တော်ခုနဖိတ်ခေါ်သူပဲကျွန်တော် MM project ကိုလာပြီးတော့မိကုန်းနေအများကြီးထပ်ပြီးတော့ဖြည့်ပေးပါအောင်အဲ့တော့ကျွန်တော်ပြန်ပြီးတော့လည်းတွေးကြမှာပဲပေါ့နော်
အဲ့တော့ဒီနေ့ကျွန်တော်တို့ view ကိုဝင်ကြည့်ပေးတဲ့အယောက်400ကျော်ကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ကိုစင်ဘိုကိုဟုတ်ကိုစင်ဘိုပြောချင်တာတွေကိုလည်းတေချာနားထောက်ပေးပြီးပြောချင်တာတွေကိုလည်းတေချာနားထောက်ပေးသွား viewer တွေကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ခေါက်လည်းကိုစင်ဘိုကိုကျွန်တော် invite လုပ်မှာဖြစ်တဲ့အတွက်နောက်တစ်ခေါက်လည်းမေးချင်တဲ့မေးခွန်းလေးစုထားပေါ့နော်ကျွန်တော်ပြန်ပြီးတော့ လိုင်းထက်ကြပါ ဟို line ကောင်းနေတယ် ဟုတ် မေးကြတယ်တော့များမှာပေါ့နော်ဘာလို့လဲဆိုတော့ဟိုဖောင်းလောက်တယ်ဆိုတော့နည်းနည်းလောက်တဲ့လူလည်းနည်းသေးတာဆိုတော့သိကျင်တဲ့လူကလည်းများတယ်ပေါ့နော်ကျွန်တော်တို့ကလည်းဟိုတစ်ဖက်ကလုံနေနေကြတော့ဗီဒီယိုတွေပါလောက်ဖို့အချိန်ပေးနိုင်မှာလေကောင်းကောင်းပြောလို့ရပါဘောနော်ဒီတိုင်းစာကြီးပဲတင်နေရောလေလိုရင်းမရောက်မှာဆိုတာနဲ့ကြောင့်အဲ့လိုလောက်သွားဖို့တော့ရှိပါတယ်ဟုတ်ကို sorry ပါ line နဲ့ကြာလို့ဟုတ်အဲ့တော့ကျေးဇူးပါကိုဟုတ်ဒီနေ့တော့ကျွန်တော်တို့ live ကိုဒီလောက်နဲ့ပဲကျွန်တော်တို့ရက်လိုက်ပါပေါ့နော်အဲ့တော့ကိုစင်ဘိုကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ကြည်နေလို့အကုန်လုံးလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြပါမယ်ဗျကျေးဇူးပါကို ကျေးဇူးပါ see you ပါကိုဟုတ် see you ပါ